ပျက်စီးသွားတော့လဲပျောက်ကွယ်သွားတော့လဲစိတ်မပူဘူးယဟနာပုဂ္ဂိုလ်တွေကဘာပဲပျက်စီးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းပျက်စီးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အစ္ဆဒခန္ဓာကိုယ်ပျက်စီးတာပဲဖြစ်ဖြစ်စိတ်ပူတာဆိုတာမရှိတော့ဘူးနော်စိတ်ပူမှုမရှိဘူးဆိုအဲ့ဒီစကားလေးကိုကောက်ချက်ချပြီးတော့တရားနာနေတဲ့ယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးလိုက်တာမေးခွန်းနဲ့မေးခွန်းမေးတာကိုမြတ်စွာဘုရားဖြေတယ်ထပ်ပြီးတော့ရှင်းပြဒီနေရာမှာပုဂ္ဂိုလ်၄မျိုးဖြစ်နိုင်တာပေါ့နော်ဗဟိတလို့ခေါ်တဲ့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကတခုအစ္ဆဒလို့ခေါ်တဲ့ကိုယ်နဲ့ပတ်သက်ကိုယ်ခန္ဓာကိုယ်သွေးသားနဲ့ပတ်သက်နေတဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ဟာတခုပေါ့လောကလူတွေဟာအပြင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းပြက်လို့စိတ်ပူတဲ့လူရှိတယ်လို့စိတ်မပူတဲ့လူရှိတယ်နောက်ပေါ့တခါအစ္ဆဒဖြစ်တဲ့ကိုယ်ခန္ဓာကိုယ်မှာယောဂရတာပဲဖြစ်စေကိုယ်သိဆုံးရမယ့်အနေထားပဲဖြစ်စေအစ္ဆဒရှုခန္ဓာပျက်စီးသွားလို့စိတ်ပူတဲ့လူရှိတယ်စိတ်မပူတဲ့လူရှိတယ်တော့ပုဂ္ဂိုလ်၄မျိုးအဲ့ဒီပုဂ္ဂိုလ်၄မျိုးကိုမြတ်စွာဘုရားကိုယဟန်တော်တွေကမေးတော့မြတ်စွာဘုရားကသူ့မေးခွန်းကိုဖြေတာကိုဒီမှာပေါင်းပြီးတော့မှတ်သားကြရအောင်ပေါ့ဗဟိတအတ္တတိပရိတ္တပထမပုဂ္ဂိုလ်ကဗဟိတအတ္တတိပရိတ္တနာဆိုဘာပြောရတော့ဆိုအပြင်ဘက်ကကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပြတ်သွားလို့ရှိရင်စိတ်ပူတဲ့ပုဂ္ဂိုလ်စိတ်ပူခြင်းဘယ်လိုဖြစ်တာတော့မဆိုအတွေးပေါ်မှာမူတည်တာလောကမှာလူတွေဟာပိုင်ဆိုင်တဲ့ပစ္စည်းတွေရှိကြတယ်ဆုံးရှုံးနေတာသွားပြီးတဲ့နောက်မှာပြန်တွေးကြတယ်မြတ်စွာဘုရားအဲ့ဒီအတွေးလေးကိုဖော်ပြတာပုဂ္ဂိုလ်တရားဟာတဲ့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဆုံးရှုံးပျက်စီးသွားပြီးတဲ့နောက်မှာအဟုဝတ္တမေတံဝတ္တမေနတ္ထိငါရင်တော့ဒါတွေပိုင်ဆိုင်ခဲ့တယ်အခုတော့မရှိတော့ဘူးနောက်တစ်ခါငါရနိုင်တဲ့အခြေအနေတွေရှိတယ်အခုတော့မရတော့ဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးပြန်တွေးပြီးတော့ပူပန်တတ်တဲ့လူတွေမှာရင်တော့ဒါတွေငါပိုင်ခဲ့တာအခုဆုံးရှုံးသွားပြီငါလုတ်ပိုင်ခွင့်တွေအလုံးဆုံးရှုံးသွားပြီဆိုပြီးပူပန်နေတဲ့ပုဂ္ဂိုလ်ကလောကကြီးမှာရှိတယ်အဲ့လိုတွေးတဲ့ပုဂ္ဂိုလ်ကပူပန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဗဟိတအတ္တတိအပရိတ္တနာအဲ့လိုပြင်ပပစ္စည်းဆုံးရှုံးသွားတော့လည်းပဲစိတ်မပူတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဆုံးရှုံးတာချင်းတော့တူတူပဲငါဒါတွေရှိတယ်အခုငါမရှိတော့ဘူးငါပျက်စီးသွားပြီဆိုပြီးဗာတတ်နိုင်မှလည်းသင်္ခါရပဲအလုံးအောင်ဆုံးရှုံးအောင်မှာပဲဆိုတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်ကြတော့နာသောစတိစိတ်မပူတဲ့အတွေးပေါ်မှာမူတည်သွားတာဒါတွေကအဲ့တော့ယဟန်ပုဂ္ဂိုလ်ဒီမှာလည်းပဲဝါမေယဟန်ပုဂ္ဂိုလ်ရှင်မဟာကတ္တဝါဆိုလို့ရှိရင်သူနေတဲ့ကြောင်လေးကိုသူ့တပည့်ကမကောင်းတဲ့တပည့်ကဆွမ်းသွားနေတော့တဲကြောင်လေးကိုမိရှို့သွားတာဒါပြင်မဲ့ကပစ္စည်းဆုံးရှုံးသွားတဲ့ခေါ်တော့ပြန်လာတော့ပြာပုံဖြစ်နေအဲ့ဒါရှင်မကတ္တဝါဒီကြောင်လေးအတွက်စိတ်ပူလားဆိုပူနော်ဒါရင်တော့နေကြလေးရှိတယ်ကိစ္စမရှိဘူးတပည့်အောင်မနေမယ်ဟောဒီလိုပျက်စီးသွားတဲ့ပစ္စည်းဝတ္ထုကိုပိုင်ဆိုင်တာနဲ့ပတ်သက်ပြီးတော့ပြင်ပပစ္စည်းဝတ္ထုတစ်ခုပျက်စီးသွားစေကမူစိတ်မပူဘူးဆိုတာယဟနာပုဂ္ဂိုလ်တွေပါတယ်ကြတော့လို့စိတ်ပူတော့မှုမရှိတော့ဘူးပေါ့ဒါပြင်ပနဲ့ပတ်သက်တာနှစ်ဦးပေါ့အဲ့တော့တာမန်ပုဂ္ဂိုလ်တွေကတော့ပူမှာပါတကယ်ယဟနာပုဂ္ဂိုလ်တွေကြတော့ဒါစိတ်မပူတော့တာနောက်တစ်ခါကျတော့
အစ္ဆဒနဲ့ပတ်သက်တာလည်းပဲစိတ်ပူသူမပူသူနှစ်ခုရှိတယ်အစ္ဆဒအတ္တိပရိတတနာဒါကိုမြတ်စွာဘုရားရှေ့မိစ္ဆာဝါဒနဲ့ဆက်ဆက်ပြီးတော့ပြောလိုက်တာကိုယ့်ရဲ့အစ္ဆဒနဲ့ပတ်သက်ပြီးအစ္ဆဒဆုံးရှုံးသွားတဲ့အခါမှာစိတ်ပူသူရှိတယ်စိတ်မပူသူရှိတယ်စိတ်ပူတာကဘယ်လိုဟာတော့ဆိုဒီဟာတော်အဆင့်မြင့်တဲ့ဟာကိုမြတ်စွာဘုရားပြောတယ်နော်အစ္ဆဒပျက်စီးတယ်ဆိုတာဒီခုနသမ္မာလူတယောက်ဟာသိဆုံးမှုသေပေနဲ့ကြုံတာတို့ကိုယ်အင်္ဂါလက်ချေဆုံးရှုံးသွားတာတို့ဒီလိုဟာမျိုးတော့မဟုတ်ဘူးတော့နော်သူ့အတွေးကဘယ်လိုရှိတုံလို့ဆိုလို့ရှိရင်နောက်ဘဝမှာငါနေဆထဝရကောင်းကင်ဘုံကိုရောက်မယ်ဆိုတဲ့ယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်အယူရှိတဲ့ပုဂ္ဂိုလ်ဒီဘဝတည်သွားလို့ရှိရင်နောက်ဟာထဝရတည်မြဲတဲ့ကောင်းကင်ဘုံကိုငါရောက်လိမ့်မယ်တို့ယုံကြည်ထားတဲ့တချို့ကအဲ့ဒီယုံကြည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားကနေတရားဟောလိုက်တယ်သို့မဟုတ်မြတ်စွာဘုရားရဲ့တပိသာဝကတူကနေဟောတယ်ဒီလောကကြီးဟာတဲ့ဒီဘယ်ရမှမမြဲဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဘာဟောတော့ဆိုဒီမာရွေးနဲ့အယူဆတွေကိုဖယ်ရှားဖို့ရယ်ထို့ပဲမာရွေးနဲ့အယူဆတွေဖယ်ရှားနိုင်တဲ့အခါမှာသင်္ခါရတရားတွေအလုံးချုပ်ငြိမ်းတဲ့နိဗ္ဗာန်ဆိုတာရှိတယ်ဘဝအဆုံးသတ်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်နိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေအလုံးချုပ်ငြိမ်းတာဖြစ်တယ်ခန္ဓာစတဲ့ဥပရိတရားတွေကုံဆုံးသွားတာဖြစ်တယ်တဏှာဆိုတဲ့လိုချင်တာတွေကုံဆုံးသွားတာဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားရှိတယ်လို့ဆိုတော့အကျဉ်းချုပ်ပြောမစဲတော့ဒီလူတယောက်ကိုနိဗ္ဗာန်အကြောင်းဟောတယ်အေးနိဗ္ဗာန်ဆိုလို့ရှိရင်မင်းနောက်ဘဝမဖြစ်ရတော့ဘူးပေါ့နော်နောက်ဘဝမဖြစ်ရတော့ဒါပေမဲ့ तू ကဖြစ်ချင်တယ်လူဖြစ်နောက်ဘဝမဖြစ်ရတော့ဘူးနိဗ္ဗာန်ဆိုတာဘာမှမဖြစ်တော့ဘူးလို့ခေါ်လိုက်တဲ့အခါမှာ तू ကြောက်လန့်တုန်လှုပ်သွားတယ်ကြောက်လန့်တုန်လှုပ်သွားတယ်ပုရုษေနေမှာအဲ့လိုဖြစ်တတ်တယ်အဲ့တော့ဘယ်လိုကြောက်လန့်သွားတော့ဆိုရင်ဟာနိဗ္ဗာန်ရောက်ရင်ငါဘာမှမဖြစ်ရတော့ဘူးဆိုလားငါတိသားတွေသမီးတွေငါမိတ်ဆွေတွေငါမတွေ့ရတော့ဘူးပေါ့ဆိုတာမျိုးအဲ့လိုဖြစ်ပြီးတော့လူဟာဆွေးရင်ထိန်လန့်သွားတယ်ဆွေးရင်ထိန်လန့်သွားလူဆိုတာဖြစ်ပြီးရင်ထာဝရတည်မြဲခြင်းတယ်မဖြစ်ရတော့ဘူးဆိုကြောက်သွားတာဟာထုံးတရားမသိဘူးဆိုလို့ရှိရင်နိဗ္ဗာန်ကြောက်စရာကြီးဖြစ်နေဘာလို့လဲဆိုရင်နိဗ္ဗာန်မှာဒီနိဗ္ဗာန်ရပြီဆိုလို့ရှိရင်သင်္ခါရတရားတွေကမဖြစ်တော့ဘူးဘာမှမဖြစ်တော့ဘူးလူတွေကအထင်လေးနဲ့နိဗ္ဗာန်ဆိုတာမဟုတ်မနာမသေးတဲ့နေရာဆိုတော့ဘုံကြီးလို့ဘာလို့ထင်နေတဲ့အခါကျတော့သူကသွားချင်နေတာနော်ဘာမှမဖြစ်တော့ဘူးဆိုလို့ရှိရင်ကြောက်သွားတယ်ဖြစ်ချင်တဲ့တဏှာကရှိတယ်သူအပြည့်အမဖြစ်ရတော့ဘူးဆိုလို့ရှိရင်သူကကြောက်သွားတယ်အဲ့ဒါဘဝတဏှာကြောင့်မဖြစ်နေတဲ့ပုံမှာကျင့်တတ်နေတဲ့တဏှာလို့ခေါ်ရတာလူတိုင်းနိဗ္ဗာန်ဆိုတာဘာမှမဖြစ်တော့တာမင်းဒီဘဝရနေတဲ့ခန္ဓာတွေနိဗ္ဗာန်ရောက်ရင်မင်းဘာခန္ဓာမှမရတော့ဘူးအပိတတ်သွားပြီနောက်ထပ်ဘယ်ဘဝမှလည်းမရောက်တော့ဘူးမင်းပြီးပြီဆိုလို့ရှိရင်လူတွေကကြိုက်မှာမဟုတ်ဘူးလေမကြိုက်ကြဘူးနိဗ္ဗာန်မရောက်ချင်ကြမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုပုဂ္ဂိုလ်ကနိဗ္ဗာန်ရောက်ချင်တာတော့ဆိုဝိပဿနာတရားအထုတ်ပြီးခန္ဓာရှိနေခြင်းရဲ့ဒုက္ခကိုမြင်ပြီးတော့ထိုဒုက္ခကိုမုန်းသွားတဲ့ပုဂ္ဂိုလ်တော့ပဲနိဗ္ဗာန်ဆိုကြိုက်တယ်လေဒါကြောင့်ဝိပဿနာတရားအထုတ်တဲ့အခါမှာကြည့်ပါလားခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တာပြက်တာတွေမြင်ပြီးတဲ့အခါကျတော့နောက်ဆုံးမှအပြက်ကိုမြင်တယ်အပြက်မြင်ပြီးနောက်ဆုံးမှဗာမြင်လာတော့နောက်ပိုင်းမှဗာမြင်လာတော့ဆိုကြောက်စရာကြီးပဲလို့မြင်လာတယ်အပြစ်တွေမြင်လာတယ်နောက်ညှိမွေ့လာတယ်မလို့ချင်တော့ဘူးထွက်ပေါက်ရှာလာတယ်အဲ့ဒီလိုဖြစ်လာမှနိဗ္ဗာန်ဆိုတာလို့ချင်မှာပေါ့နော်အဲ့ဒီအဆင့်မှမရောက်လို့ရှိရင်စိတ်တွေးနဲ့တွေးကြည့်ပဲဆိုရင်နိဗ္ဗာန်ကိုဘယ်သူမှသွားခြင်းမဟုတ်နိဗ္ဗာန်ကိုဘယ်သူမှမသွားခြင်းဒါကြောင့်မို့လို့ဘုရားဘာသာရဲ့နိဗ္ဗာန်ပေါ်ပြုလာမဖြစ်ဘူးသိတဲ့လူတွေဖို့
တကယ်တော့နိဗ္ဗာန်ဆိုတာခန္ဓာချုပ်ငြိမ်းသွားတဲ့နေရာကိုဆိုလို့တယ်ခန္ဓာချုပ်ငြိမ်းသွားတာဆိုမဖြစ်တော့တဲ့နေရာကိုဆိုလို့တယ်အဲ့တော့ဖြစ်နေတာကိုကြိုက်တဲ့ပုဂ္ဂိုလ်တယောက်ကလန့်နေသွားဒီတုံညသဘောတရားကိုနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ယုံနာခန္ဓာတွေဟာဘာမှမရှိတဲ့တုံညတသက်ဖြစ်တယ်ဆိုရင်တုံညနဲ့ပတ်သက်တဲ့ဟောတဲ့တရားနာရင်တောင်မှပဲလူဟာထိတ်လန့်တုန်လှုပ်သွားတယ်ဒီဟိုကျုံးမှာဒီပုံနာတယောက်ကညတရားပွဲမဟာဝိဟာရအကြောင်းလိုက်ကြီးမှာတရားပွဲတစ်ခုသွားနာတယ်အနတ္တအကြောင်းကိုဟောတယ်တုံညသဘောကိုဟောတဲ့အခါမှာတရားပွဲကနေထပြေးပြီးတော့အိမ်ရောက်တဲ့ကသူကလေးကိုပွေဖက်ထားပြီးတော့ငါဒီတရားနာပြီးတာငါသာသမီတွေဆုံးရှုံးပြီးတော့ဘဝကြီးဆုံးရှုံးတော့မှာပဲဆိုပြီးတော့ကြောက်လန့်တုန်လှုပ်ပြီးထွက်ပြေးသွားတာသူကဘာကြောင့်လို့ဆိုတဏှာရှိနေတာတဏှာရှိနေတဲ့အတွက်ကြောင့်မဖြစ်ရတော့ဘူးဆိုကြောက်တယ်သူကဖြစ်နေတာကိုကြိုက်နေတဲ့တဏှာရှိလို့ထွက်ပြေးသွားပြီးသူ့သားလေးကိုပွေပြီးတော့ငါရဟန်းရဲ့တရားသွားနာမိတာတက်ကြသမရတဲ့သူသုံးတဲ့စကားလုံးကတက်ကြလူမျိုးတွေရဲ့အယူဝါဒတရားငါသွားနာမိတာကံကောင်းလို့ငါဒုက္ခရောက်တော့မလို့ဆိုပုရုဇဉ်တွေဟာဒီဘာမှအဖြစ်တော့ဘူးဆိုရင်ကြောက်သွားတယ်ကြောက်လန့်တဲ့ဟာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဒီမှာလည်းပဲခုနကသိပြီးတဲ့နောက်မှာထာဝရရဲတဲ့ထာဝရပုံမှာမပြတ်မစီးတည်နေရမယ်ဆိုတဲ့ယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်အဲ့လိုထာဝရတည်နေတဲ့နေရာဆိုတာမရှိဘူးအလုံးမှာသင်္ခါရဘယ်မှမမြဲသည့်အတွက်ကြောင့်သင်္ခါရမှန်သမျှဟာပိဋကချုပ်ငြိမ့်တယ်ဆိုတဲ့နိဗ္ဗာန်အကြောင်းကိုခေါ်လိုက်တာနဲ့သူကအမလီငါတော့ဘဝပြတ်ပါပြီပျက်စီးပါပြီငါတို့ကဘာမှရတော့မှမဟုတ်တော့ပါဘူးဆိုပြီးကြောက်တယ်တဲ့နိဗ္ဗာန်ကိုတွေးပြီးတော့ထိတ်လန့်တုန်လှုပ်ကြတယ်ဒါပုထုဇဉ်တွေကနိဗ္ဗာန်ကြကြောက်တယ်အဲ့ဒီလိုခေါ်လိုက်ရင်နိဗ္ဗာန်ကိုကြောက်သွားအဲ့ဒါကိုဒါအစ္ဆန္ဒပျက်စီးသွားတဲ့အခါမှာကြောက်လန့်နေဆိုတဲ့ပုဂ္ဂိုလ်တွေကြောက်လန့်နေဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တရားဓမ္မကိုသိပြီးဝိပဿနာတရားအထုတ်လို့ရှုပ်တရားနဲ့တရားတွေပေါ်မှာညှင်းငွေ့စိတ်ပြက်ပြီးဒုက္ခကိုမလိုချင်တော့တဲ့ပုဂ္ဂိုလ်ကြတော့နိဗ္ဗာန်တရားကိုနာတဲ့အခါမှာပို့ပြီးတော့စိတ်နှလုံးအေးချမ်းသွားတယ်။အော်မဖြစ်တာကကောင်းတာပဲဆိုတဲ့အတွေ့ဝင်သွားတယ်။အဲ့ဒီပုဂ္ဂိုလ်ကြတော့အစ္ဆဒခန္ဓာပျက်စီးပေမဲ့လို့မကြောက်တဲ့ပုဂ္ဂိုလ်တဲ့။အဲ့တော့ဝိပဿနာတရားအထုတ်ပြီးတော့တရားဓမ္မသိသွားတဲ့ပုဂ္ဂိုလ်နောက်ဆုံးယဟနာဖြစ်တဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်သတင်းကြလို့မကြောက်ကြဘူး။တိဟောပမသုတ်တံမှာကြောက်ခြင်းမကြောက်ခြင်းနဲ့ပတ်သက်ပြီးလန့်ခြင်းမလန့်ခြင်းနဲ့ပတ်သက်ပြီးဟောထားတာတစ်ခုရှိတယ်။မြတ်စွာဘုရားတရားကိုချင်းသေးဟောက်တန်တဲ့ဥပမာပေးပြီးတော်ရမှာတိရစ္ဆာန်အများစုဟာချင်းသေးတန်ကြရင်ကြောက်ကြတယ်ပေါ့။ကြောက်ကြတယ်။အဲ့တော့မြတ်စွာဘုရားသဗ္ဗေသင်္ခါရအိဋ္ဌာသင်္ခါရတရားဟာမြူမြပြမကြံအလုံးဟာဘယ်ဟာမှမြဲတာမရှိဘူးလို့ဆိုတဲ့တရားကိုဟောလိုက်တဲ့အခါဒီအတန်ကိုကြားလိုက်ရတော့ကောင်းကင်ဘုံမှာသူတို့ကိုသူတို့နေသတ္တဝရလို့ထင်နေတဲ့ပခပြမလို့ပြမကြီးတွေထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်မြတ်စွာဘုရားရဲ့ဒီသဗ္ဗေသင်္ခါရအိဋ္ဌာသင်္ခါရတရားဆိုတာဘယ်အရာမှမမြဲဘူးဆိုတဲ့ဒီအတန်ကြားလိုက်တဲ့အခါကျဟာငါတို့လည်းမမြဲပါလားတနေ့ငါတို့လည်းသိရမှာပါလားဆိုရယ်အဲ့ဒီအသိဝင်သွားတဲ့အခါသူတို့ကကြောက်လန့်တုန်လှုပ်သွားကြတယ်ငါကထင်နေတာသူတို့ကိုသူတို့နေသတ္တဝရလို့ပဲထင်နေတာဟုတ်ဗလာပြမကြီးဆိုတာသူ့ရဲ့အယူဆကသူ့ကိုသူ့ဘုံကိုသူနေသတ္တဝရဘာလို့ဒီလိုထင်တာတော့လို့ဆိုတော့ပြမဘဝမှာသူကတတန်းရှည်ကြသွားတာအဲ့တော့ပြမဘုံတဘုံကနေတဘုံဆင့်ပြီးတော့ကူးနေတယ်သူ့ရဲ့ကုသိုလ်ရှိန်နဲ့တဘုံကဖြစ်ပြီးနောက်တဘုံကူးတယ်ဆိုသူကပြမတွေကျတော့
မျက်စိလေးမိတ်ပြီးအိပ်ပျော်သွားတယ်လို့ပဲသိတယ်ဆိုတာတော့မွေးတယ်ဆိုတာတော့ခက်ခဲတာမဟုတ်တော့လေမျက်စိလေးတမိတ်နဲ့ပြီးသွားတဲ့ကိစ္စတွေကိုသိတယ်ဆိုတာလည်းမျက်စိလေးမိတ်လိုက်တာနဲ့သိပြီးသားမျက်စိဖွင့်လိုက်တာနဲ့နောက်ဘဝဖြစ်နေပြန်အဲ့တော့သူတို့ကိုသူတို့နှိစ္စထာဝရလို့ပြောမြတ်စွာဘုရားကြွသွားတော့ကအဲ့ဒီပကပြမကြီးကိုတရားရှင်းလင်းပြဖို့မြတ်စွာဘုရားကြွတော့ပြမကြီးကဘုရားကိုကြိုးဆိုတယ်ကြိုးဆိုတဲ့အခါပါပြောတော့ဆိုနော်အရှင်ဘုရားကြွပါသောကတံအရှင်ဘုရားကြွလာခြင်းဟာကောင်းသောကြွလာသောကတံလို့ဆိုတာအိန္ဒိယစကားမှာဆိုရင်ဆွာခတ်ကောင်းသောလာခြင်းဝရကံလောက်တာပေါ့နော်ဝရကံလောက်တာလာပါဒီဘုံဟာလာပါလို့ဖိတ်ခေါ်ရင်နေမကဘူးအရှင်ဂေါတမဒီဘုံဟာမို့မနာမသေးတဲ့ဘုံရှင်ဗျာနေသထာဝရဒီရတဲ့ဘုံဘယ်တော့မှမဟုတ်ဘူးဘယ်တော့မှမနာဘူးဘယ်တော့မှမသေးအောင်တပည့်တော်ကပြောင်းလဲမရှိတဲ့နေသထာဝရဘုံကြီးရှင်ဗျာရောက်လာတာကောင်းတယ်ဘုံအဲ့လိုပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားပြောတော့ပကပြမကြီးဟာအဝိဇ္ဇာဆိုတဲ့မှောင်ထဲရောက်နေပါတယ်ဘုရားပြမပရိသတ်ရဲ့အလယ်မှာအဝိဇ္ဇာကတောဝတ္တပကောပြမကြီးဟာမသိလိုက်တာသူကလုံးဝမသိပါလားအမှောင်ထဲရောက်နေပါလားလို့ပြောလိုက်တဲ့အခါမှာကျန်တဲ့နောက်ပြမတူကမြတ်စွာဘုရားဝင်ပြီးတော့ကန့်ကွက်တယ်အရှင်ဘုရားတဲ့ဒီဘကားပြမကိုသွားပြီးတော့အထင်သေးစကားမပြောနဲ့တဲ့အဗ္ဗဓမ္မတကူကြည့်တယ်တဲ့ကဘာကြီးကိုသူဖန်ဆင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဆိုပြီးတော့အဲ့လိုဝင်တော့ပြောထားခံရတယ်မြတ်စွာဘုရားနော်ဘကားပြမကြီးဟာအလွန်တကူကြည့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့ရှင်ဘုရားသူ့ကိုဆန့်ကျင်မဲ့လုပ်မဲ့လို့မစင်စားပါနဲ့ပေါ့သူပြောတဲ့အတိုင်းပဲလိုက်နာလိုက်ပါကဘာကြီးကနေသထာဝရဆိုနေသထာဝရလို့ပဲမှတ်လိုက်ပါလို့အဲ့ဒီပြမအဲ့လိုမနဲ့ရဲ့အသင်းဝင်ပြမထဲမှာလည်းပဲအယူဆလွယ်မှတဲ့ပြမတွေရှိတာပေါ့နော်မကောင်းတဲ့အယူဆပေါ်မှာအပေးအမြောက်လုပ်တတ်တဲ့ပြမအဲ့လိုဝင်ပြောတယ်ဝင်ပြောတော့မှမြတ်စွာဘုရားကပြောတယ်ပကပြမမင်းဘယ်ဘဝလာတာဆိုငါသိတယ်ပြီးတော့မင်းဘယ်ဘဝရောက်မယ်မင်းရဲ့အသက်ဟာဘယ်လောက်ကျန်သေးတယ်ဘယ်နှစ်ကဘာကျန်သေးတယ်ဆိုတာမြတ်စွာဘုရားကသူကအကုန်ပြောပြလိုက်တဲ့အခါကျအဲ့ကျတော့မှသူ့ဟာသူပြန်တတိယနော်နေဘယ်ဘဝဘာကုသိုလ်တွေလုပ်လို့ရလာတာအကုန်လုံးအစကိုဖော်ပေးလိုက်တဲ့အခါကျတော့နှစ်ပေါင်းကြာညောင်းနေတဲ့သူ့ရဲ့ဘဝအစတွေကုသိုလ်ကောင်းမှုလုပ်ခဲ့တာမြမပြည့်ရောက်တာအဲ့ဒါတွေပြန်တတိယသွားဘာကမြမချွတ်တဲ့ဆိုအဲ့ဒီသုတ်တံမှာအဲ့လိုခေါ်ထားရှိတယ်နော်ဒိဋ္ဌထာဝရလို့ထင်တယ်အဲ့လိုကိုမြဲမဲ့လို့ထင်နေတဲ့ပြမတွေဟာအများကြီးရှိတယ်မြတ်စွာဘုရားကမမြဲဘူးလို့ဆိုတာကိုဟောလိုက်တယ်ကြားလိုက်တဲ့အခါမှာအဲ့ဒီသူတို့ကိုသူတို့နှစ်ပေါင်းကြာရှိစွာကဘာပေါင်းကြာရှိစွာနေသထာဝရလို့ထင်နေကြတယ်ပြမကြီးတွေထိတ်လန့်တုန်လှုပ်သွားကြတယ်မြတ်စွာဘုရားဟောလိုက်တဲ့စကားလေးတစ်ခွန်းတဗ္ဗေသင်္ခါရအနိစ္စဟေယမမမြဲဘူးဆိုတဲ့ဒီစကားလုံးဟာသူတို့ရဲ့ရင်နဲ့နှလုံးထဲမှာရောက်သွားတယ်အဲ့လိုဆိုတယ်အဲ့တော့ဒီနိဗ္ဗာန်တရားကိုဟောကြားတဲ့အခါမှာခုနအစွဲအလံမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာတုံလို့ခြောက်ချသွားကြတယ်တုံလို့ခြောက်ချသွားတယ်အဲ့တော့ဒါကြောင့်မို့ပုဂ္ဂိုလ်၄မျိုးဖြစ်တယ်ပဟိတပစ္စည်းဆုံးရှုံးလို့စိတ်ပူတဲ့ပုဂ္ဂိုလ်ရှိတယ်စိတ်မပူတဲ့ပုဂ္ဂိုလ်ရှိတယ်အစ္ဆဒခန္ဓာပျက်စီးလို့စိတ်ပူတဲ့ပုဂ္ဂိုလ်ရှိတယ်စိတ်မပူတဲ့ပုဂ္ဂိုလ်ရှိတယ်ဒီနေရာမှာအစ္ဆဒနဲ့ပတ်သက်ထားကြတော့ဘုန်းကြီးတို့တွေသိတယ်ဥပမာကိုသိရမယ်ဆိုတာသိတယ်ကိုဒုက္ခတွေရောက်နေပြီဆိုတာသိရင်စိတ်ပူတာမပူတာတည်းမဟုတ်တော့ဘူးသူကနိဗ္ဗာန်သွားရမယ်ဆိုတော့စိတ်ပူတယ်သူဆိုလို့တယ်ပေါ့နော်အယူဆဖြစ်လာဖြစ်ချင်နေတာဟုတ်သူတရားစဉ်းစားကြည့်နိဗ္ဗာန်ကိုသွားမယ်ဆိုရင်မသွားချင်ကြတဲ့ပုဂ္ဂိုလ်ကြီးများတယ်ပေါ့တကယ်ကြတော့အဲ့တော့နဲ့ပတ်သက်ပြီးတော့ရှဟန်တစ်ပါးမေးတာကိုရှင်းပြလိုက်တာဒါကိုစတုကောတိကသုံးညတာလို့ခေါ်တယ်သုံးညရဲ့သဘောတစ်ခုပြောပြတာသုံးညတာစတုကောတိကဆို၄ဘက်၄တန်ကသုံးညဖြစ်ပုံပြောပြတာနော်
နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ပြောတယ်နောက်တစ်ခါမြတ်စွာဘုရားကယဟန်ဒီဘက်ကိုလှည့်ပြီးတော့မေခွန်းထုတ်လိုက်တယ်မေခွန်းထုတ်လိုက်တယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးယဟန်တွေကိုမေခွန်းထုတ်တယ်ယဟန်တို့တဲ့ကိုပိုင်ဆိုင်တဲ့ဒီနိစ္စထာဝရအပြောင်းလဲမရှိတဲ့ကိုယ့်ရဲ့မှတ်ယူထားတဲ့ပိုင်ဆိုင်တဲ့အရာမြေမို့တောင်တို့လိုတောတွေတောင်တွေလိုနေတွေလတွေလိုထာဝရတည်ရဲနေတဲ့ပိုင်ဆိုင်မှုမျိုးနော်ပိုင်ဆိုင်မှုမျိုးကိုပိုင်ဆိုင်နိုင်တယ်လို့အဲ့ဒီပိုင်ဆိုင်မှုမျိုးကိုမင်းတို့တွေ့ကြသလားဆိုလိုတာကိုပိုင်ဆိုင်ပြီဆိုရင်ဒါနေသထာဝရပဲဆိုလိုတဲ့တိဗေကတော့ဒီလူတယောက်ကငါဟာလို့သိမ့်ပိုက်လိုက်တဲ့အရာတစ်ခုဟာဘယ်အရာမှမမြဲဘူးနော်ငါဟာလို့သိမ့်ပိုက်လိုက်တဲ့အရာဝတ္ထုတစ်ခုဟာဘယ်အရာမှမမြဲဘူးအဲ့ဒါငါဟာလို့သိမ့်ပိုက်ထားပြီးထာဝရမြဲတဲ့ဟာမျိုးမှတွေ့ဘူးလားအဲ့ဆိုဗျာအဲ့ဒီမိကုံမေးလိုက်တယ်တွေ့ဘူးလားဆိုရှမ်းတွေကထာဝရမြဲတဲ့ပိုင်ဆိုင်မှုဆိုတာမတွေ့ဘူးပါဘူးအေးဟုတ်တယ်ဒါလည်းမတွေ့ဘူးလောကမှာဒီပိုင်ဆိုင်မှုအရာခတ်သိမ်းဘယ်သူဘာပိုင်နော်ကြည့်ရဆိုရင်မန္တလေးပြောမယ်ဆိုလို့ရှိရင်မင်းတို့မင်းကြီးတီထောင်ခဲ့တာပဲလေသူတီထောင်ခဲ့တဲ့မြို့ကြီးသူနန်းတော်ကြီးသူအိမ်နေသူຢာတွေသူကရှိမှမရှိတော့သူလက်လွတ်လိုက်ရပြီလေခုချင်းသူပိုင်ဆိုင်တာမဟုတ်တော့အဲ့လိုပဲအနောထဘုရင်ကြီးကလည်းအရိမတနာပူရဆိုရယ်ပကံတိုင်းပြည်ကြီးကိုတီထောင်သွားတယ်ပကံတိုင်းပြည်ကြီးကလည်းပျက်စီးယူရင်းသွားပြီသူလည်းမရှိတော့ဘူးနောက်ဆုံးတနေ့ကျတော့အလုံးအောင်ဆုံးရှုံးပျက်စီးသွားကြမှာပိုင်ဆိုင်တဲ့အရာလည်းမမြဲဘူးပိုင်ဆိုင်သူလည်းမမြဲဘူးလို့ဆိုလို့ရပေါ့နော်နိစ္စထာဝရဆိုတာဘယ်မှမရှိဘူးကိုယ်အပိုင်ရလို့မရှိဘူးပိုင်ဆိုင်သူတွေပြောင်းနေတာပဲကိုယ်အပိုင်ရလို့သတ်မှတ်စရာအကြောင်းမရှိဘူးပေါ့နော်ဒါရန်ကုန်မြို့ကြီးပဲကြည့်အရင်တော့ဘယ်သူပိုင်ခဲ့တာတော့နောက်ဘယ်သူတွေပိုင်ခဲ့တာနဲ့ဆိုပြီးတော့ပိုင်ဆိုင်မှုတွေကဒါပြောင်းနေတာတူတယောက်ရဲ့နိစ္စထာဝရဆိုတာမဖြစ်ဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားယဟန်တွေကိုပိုင်ဆိုင်တဲ့အရာတစ်ခုတောင်မှထာဝရဆိုတာမရှိဘူးတဲ့အဲ့ဒီဟာကသုံးညတစ်ခုပဲပိုင်ဆိုင်မှုနိစ္စထာဝရတည်မြဲတာမရှိခြင်းဟာသုံးညတစ်ခုပဲပိုင်ဆိုင်သူကနေစိတ်သုံးနေတယ်ပေါ့နော်ပိုင်ဆိုင်တဲ့အရာဝတ္ထုတစ်ခုကဆုတ်သိမ်းနောက်တစ်ခုကစောစောကပြောထားတဲ့ဧသောမေအတ္တရှုပ်ခန္ဓာကိုယ်လည်းပဲငါရဲ့အတ္တဝေဒနာစိတ်ခံစားချက်ကိုလည်းငါရဲ့အတ္တတင်ညာဆိုတဲ့မှတ်သားချက်ကိုလည်းငါရဲ့အတ္တသင်္ခါရဆိုတဲ့စိတ်ဆောအထုံးမှုတွေကိုလည်းငါရဲ့အတ္တဝိညာဉ်ကိုလည်းငါရဲ့အတ္တဆိုပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့ဟာတွေအလုံးငါရဲ့အတ္တဆိုတဲ့အတ္တဝါဒအယူဆွဲကြီးရရှိတယ်အဲ့တော့ခန္ဓာ၅ပါးကမမြဲသလိုအတ္တဝါဒဆိုတဲ့အယူဆလည်းမြဲတာမဟုတ်ဘူးเนาะမမြဲဘူးအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောမလို့ဒီထာဝရမြဲတဲ့ပိုင်ဆိုင်တဲ့အရာမရှိသလိုအတ္တဝါဒဟာလည်းမြဲတာမဟုတ်တော့အဲ့ဒီအတ္တဝါဒကိုဆွဲလန်းထားတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့သောကမဖြစ်ဘူးဆိုတာရှိသလားသူကငါဟာလို့ယူဆွဲထားတဲ့ပုဂ္ဂိုလ်တယောက်တည်သောကဖြစ်မှာပဲသူကသောကကိုမရှောင်နိုင်တော့ဘူးသူကနော်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားယဟန်လေးကိုမေးခွန်းထုတ်တာအတ္တဝါဒဆိုတဲ့အယူဝါဒတစ်ခုကိုဆွဲလန်းပြီးတော့ပြောနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အဲ့ဒီဆွဲလန်းထားတဲ့အတ္တဝါဒဆွဲလန်းနေတဲ့ပုဂ္ဂိုလ်မှာသောကမဖြစ်တဲ့ဟ
ဟာရှိသလားတောကကိုမဖြစ်စေတတ်တဲ့အတ္တဝါဒအယူဆရှိသလားအလုံးအတ္တအယူဝါဒမှန်သမျှတောကကိုမွေးဖွားမှာရှိခဲ့ကုန်ရှုပ်ကိုငါဟာလို့တွေးထားတဲ့ပုဂ္ဂိုလ်တယောက်ဒီသူ့ရင်ထဲမှာတောကဖြစ်လာမှာသူကငါဟာလို့သတ်မှတ်တာငါရဲ့အတ္တလို့သတ်မှတ်တာကိုသတ်မှတ်သည့်အတွက်ကြောင့်သူထင်တဲ့အတိုင်းမဟုတ်ရင်သူတောကဖြစ်တော့တာပေါ့ဆွဲလန်းတော့တာပေါ့ဒီလိုကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လေတောကဖြစ်သလိုကိုယ့်ရဲ့အယူဆနဲ့ပတ်သက်ပြီးတော့လေတောကဖြစ်ကြမှာပဲခုနကပစ္စည်းအခုဟာအယူဝါဒနဲ့ပတ်သက်ပြီးတော့လည်းပဲတောကဖြစ်မှာပဲတောကမဖြစ်တဲ့အယူဝါဒဆိုတာမရှိပါဘူးမဖြစ်စေတဲ့အယူဝါဒဆိုတာမရှိဘူးထို့တူပဲဒီမှားယွင်းတဲ့အယူဆတွေအလုံးလူတွေကကိုယ့်ရဲ့ဖီလို့ဆိုပြီးကိုယ့်ရဲ့ဓာတနာဆိုပြီးတော့အယူဝါဒဟောလည်းဆွဲလန်းနေနော်မအတော်နဲ့မပြောင်းနိုင်ဘူးလေဒါဘာနဲ့ပြောလို့ဆိုခုနကဒီအရိဋ္ဌယဟန်ဟာကာမဂုဏ်ကိစ္စမိဝဲနေတော့လည်းပဲအနေမဖြစ်ပါဘူးဆိုတဲ့အယူဆဘုရားရှိတော်မလွတ်ဘူးသူယူမှန်လည်းပဲထင်တာဆွဲလန်းနေတော့မဲ့သူကမြတ်စွာဘုရားခေါ်မေးတာတော့သူမလွတ်ဘူးစိတ်ထဲပြောင်းလဲတာမဟုတ်ဘူးမြတ်စွာဘုရားခေါ်ပြီးရှင်းပြတာတော့မှသူကလက်ခံတာမဟုတ်ဘူးသို့တော့ပြန်တော့မပြောဘူးဖះမို့ပြန်မပြောတော့အဲ့တော့အယူဆမှန်သမျှဟာအယူဆကိုအကြောင်းပြုပြီးတော့တောကမဖြစ်စေတတ်တဲ့အယူဆမျိုးလောကမှာရှိသလားဆိုမရှိဘူးအယူဆကိုအကြောင်းပြုပြီးနောက်ဆုံးမှတောကရောက်ကြမှာပဲအယူဝါဒတွေနဲ့ပတ်သက်ပြီးဒီနေရာမှာမြတ်စွာဘုရားနှစ်ခုထပ်ပြီးတော့ဟောလိုက်တယ်ပိုင်ဆိုင်တဲ့ပစ္စည်းကတစ်ခုအတ္တဝါဒပါရံဆိုရဲကိုယ့်ရဲ့ထင်မြင်ယူဆချက်ကတစ်ခုတခြားမှားယွင်းတဲ့အယူဆတွေကတစ်ခုအဲ့ဒီသုံးခုကိုတိကောတိကသုံးညတာလို့ခေါ်တယ်ဒါတွေဟာလည်းပဲသုံးညတွေပဲအကုန်လုံး emptiness ဘာမှကိုထင်တဲ့အတိုင်းမဖြစ်ဘူးဆိုတဲ့သုံးညသဘောတရားတွေပေါ့နော်အတ္တမှာစိတ်သုံးတယ်မြတ်စွာဘုရားရဲ့သုံးညကရှုပ်နံဆိုတာရှိတယ်အဲ့ဒီယုံနံနဲ့မှာအတ္တဆိုတာမရှိတာသူဆိုလိုတယ်နော်အတ္တဆိုတာမရှိဘူးငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးရှုပ်နံတော့ရှိတယ်ဒါမို့ရှင်နန္ဒမေးတဲ့သုတ်တန်တစ်ခုမှာမြတ်စွာဘုရားဖြေထားတာသက္ခုသုံးညာအတ္တေနဝအတ္တနိယေနဝမျက်လုံးမှာတဲ့သက္ခုပတာရယုတ်ကလေးမှာသက္ခုပတာရဆိုတာအမှန်တရားအနေနဲ့ရှိတယ်သို့တော့လူကထင်နေတဲ့အတ္တနဲ့အတ္တနိယဆိုတာမရှိဘူးငါနဲ့ငါဟာမရှိဘူးလို့ဆိုလို့တယ်ပေါ့နော်အတ္တနဲ့အတ္တနိယဆိုတာအထင်မြင်ယူဆချက်သက္ခုပတာရရှိတယ်သက္ခုပတာရမှာအတ္တရှိတယ်လို့ယူဆတယ်အဲ့ဒီယူဆမရှိတာလို့ပြောတာအဲ့ဒါကြောင့်ဓမ္မတိကောတိကသုံးညတာလို့ထက္ကရာကလို့ရှင်းပြတယ်ဒါသုံးခုသုံးညဖြစ်ပုံနော်သုံးညဖြစ်ပုံသုံးမျိုးပြတယ်သုံးညဘာသုံးညတော့လို့ဆိုလို့ရှိရင်ခုနအတ္တသုံးညပဲနော်အတ္တနဲ့အတ္တနိယသုံးညတရားဓမ္မမရှိဘူးပြောတာမဟုတ်ဘူးတရားဓမ္မအပေါ်မှာမှားယွင်းတဲ့အရင်အထင်မြင်ယူဆချက်အတ္တဆိုတဲ့အတွေးဟာတကယ်မရှိတဲ့အရာဖြစ်တယ်လက်တွေ့ပြလို့မရဘူးတော့ဥပမာထင်ရှားအောင်ပြောလို့ရှိရင်တပင်လို့ဆိုတဲ့အခါမှာတပင်ကိုဟုတ်လားအသီးတို့ပွင့်တို့အရွက်တို့အကိုင်းအခက်ပင်စီအမြင့်ဒါတွေကိုတစ်ခုစီလှုပ်လိုက်လို့ရှိရင်တပင်ဆိုတာပျောက်သွားတယ်လို့ပဲတပင်ဟာရှာမတွေ့တော့ဘူးလေအဲ့လိုပဲတကယ်မရှိတာကိုခေါ်ထားတာပဲဖြစ်တယ်ပေါ့ငါဟာဆိုတကယ်မရှိတာကိုခေါ်ထားတာသို့တော့အဲ့ဒီပုံမှာတကယ်ရှိတယ်လို့ထင်နေတယ်မရှိဘူးဆိုတာကိုပြတာသုံးညတာလို့ခေါ်တယ်နောက်တစ်ခါဒွိကောတိကသုံးညတာကိုမြတ်စွာဘုရားယဟန်တွေကိုဆက်ပြီးတော့ဟောတယ်ဒွိကောတိကသုံးညတာဆိုဘာလို့ဆိုရင်အတ္တနဲ့အတ္တနိယအတ္တနဲ့အတ္တနိယဟိုမြန်မာလိုပြောလိုက်ရင်ငါနဲ့ငါဟာပေါ့ငါနဲ့ငါဟာဆက်ဆက်နေတာကြည့်ပေါ့ငါမရှိဘူးဆိုရင်ငါဟာရှိပါအောင်မလား
နော်တစ်ခုနဲ့တစ်ခုထောက်ပြီးတော့ပြောတာလေငါရှိမှငါဟာလို့ပြောလို့ရမှာအဲ့တော့ငါဟာလို့ပြောရင်လည်းငါရှိမှဖြစ်မယ်ပေါ့ဟုတ်ငါရှိရင်ငါဟာဆိုတာရှိနိုင်တယ်ငါရှိတယ်ဆိုရင်လည်းငါရှိရမယ်အဲ့တော့ငါမရှိဘဲနဲ့ငါဟာဆိုပြောလို့မရဘူးဒီနှစ်ခုကအပြန်အလှန်တစ်ခုနဲ့တစ်ခုပါငါဆိုတာမရှိသည့်အတွက်ကြောင့်ငါမရှိရင်ငါဟာမရှိပဲနော်ငါမရှိရင်ငါဟာမရှိပဲငါနဲ့ငါဟာဆိုတာအပြန်အလှန်ဆက်ဆက်နေတာဖြစ်တယ်ဒါကြောင့်မို့ဒါလည်းပဲတုံညလို့ခေါ်တယ်ငါသည်ငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာမရှိတာအဲ့လိုဆိုလို့ရပေါ့နော်အဲ့ဒါကိုဒီကောဋိကသုံးညတာဆိုပြီးယဟန်ကနေကိုမေးခွန်းထုတ်ပြီးတော့မြတ်စွာဘုရားပါကောက်ချက်ချပြီးတော့ဟောတော့ဆိုလို့ရှိရင်အတ္တဆိုတာရဲ့ငါဆိုတာရဲ့အတ္တနိယငါဟာဆိုတာရဲ့လက်တွေ့အမှန်မှရှာလို့မရဘူးဆိုလို့ရှိရင်ငါရဲ့အတ္တဟာနောက်ဘဝမှာနေသတ္တဝရဖြစ်မယ်ဆိုတာရောမှန်ကန်မှုရှိပါမလားတဲ့လို့ဆိုလို့ငါမှမရှိဘဲနဲ့ငါနောက်ဘဝဖြစ်ရမယ်ဆိုတာရှိအောင်မလားတဲ့မရှိဘူးငါမရှိဘဲနဲ့နောက်ဘဝမှာငါထာဝရတည်မြဲရမယ်လို့တွေးခြင်းဟာတဲ့တကယ်ကိုမိုက်မဲတဲ့အယူဆတစ်ခုအပြည့်အဝလက်ခံထားခြင်းပဲဖြစ်တယ်နော်နတ်တော်ယံကေဝလောပရိပူရောဘာလဓမ္မောတဲ့ငါမရှိဘဲနဲ့ငါဟာဒါကိုနောက်ဘဝအတွက်ပူးနေတဲ့ဆိုတဲ့စကားဟာတွေးနေတဲ့ဆိုတဲ့စကားဟာလုံးဝမိုက်မဲခြင်းသာဖြစ်တယ်ငါရှိမှငါဟာရှိမှလေအဲ့တော့ငါလည်းမရှိဘဲနဲ့ဘာအတွက်တော့ပူးနေတာတော့လို့ဆိုလို့တယ်ပေါ့နော်ငါမှမရှိတာငါဟာလည်းမရှိဘူးပေါ့ငါမရှိပါပဲနဲ့နောက်ဘဝငါခံစားမယ်ဆိုတာဘာကိုပြောတာလဲလုံးဝမသိမိုက်မဲရရောက်တယ်လို့ရသော်ဗျာကေဝလောပရိပူရောဘာလဓမ္မောတဲ့ဒါဟာလုံးဝစဉ်းစားဉာဏ်ကင်းမဲ့ပြီးအပြည့်အဝမိုက်မဲခြင်းတစ်ခုသာလည်းဖြစ်တယ်တကယ်စဉ်းစားကြည့်မယ်ဆိုရင်မရှိတာအတွက်လူတွေပူနေကြတာဖြစ်နေတယ်ပေါ့နော်တကယ်ရှိတာအတွက်မပူပဲနဲ့မရှိတာအတွက်ပူနေကြတယ်ဒီတရားကသူကနည်းနည်းတယ်ပေါ့တေချာစဉ်းစားမှဒီအဓိပ္ပာယ်ပေါ်နိုင်တယ်နော်တေချာစဉ်းစားမှအဲ့တော့ဆိုတော့လူရဲ့ခန္ဓာကိုယ်အတ္တကြီး၄ပါးဆိုတာပထဝီဓာတ်ကလည်းသူ့အကြောင်းနဲ့သူဖြစ်တာပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ရှုပ်တရားတွေဟာသူ့အကြောင်းနဲ့သူပေါင်းစပ်ပြီးတော့ဖြစ်နေတာကိုယ်ကသွားပြီးတော့ငါဟာလို့သွားလို့တာကိုငါဟာလို့သတ်မှတ်လို့လဲသူကငါဖြစ်မလားဘူးငါလို့သတ်မှတ်လို့လဲငါလို့မဖြစ်အဲ့ဒါကိုပဲစိတ်ထဲစိတ်ကူးရပြီးတော့ငါနောက်ဘဝကောင်းစားဖို့လို့အောင်နောက်ဘဝကျရင်ကောင်းတဲ့သူအတိဘုံရောက်ဖို့လို့ပါလို့ဆိုတာဒါမိုက်မဲခြင်းတစ်မျိုးပဲငါမှမရှိတာရှိတယ်အစရဓာတ်ကြီး၄ပါးပဲရှိတယ်ဓာတ်ကြီး၄ပါးကောင်းစားဖို့မင်းအကုသိုလ်လုပ်နေတယ်လို့ဖြစ်နေသဘောမှာတရားသဘောကြည့်လိုက်လို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့ရှိရချက်ကြီးတစ်ခုဟာလုံးဝလွယ်မှားနေတဲ့အရာကြီးတစ်ခုဖြစ်နေငါဆိုတာဘယ်သူပြောတာတော့ပြောစရာမှမရှိတာဓာတ်ကြီး၄ပါးပဲရှိတယ်ရှုပ်ပဲရှိတယ်နာမည်ရှိတယ်ဘယ်သူကောင်းစားအောင်မလုပ်တာတော့လို့မေးလိုက်လို့ရှိရင်ဖြေဖို့ရတော့ခက်သွားတယ်ပေါ့နော်အဲ့ဒါကိုအစဖြာဆိုလို့ရတယ်ပေါ့အဲ့ဒီလိုဒီငါနဲ့ငါဟာဆိုတဲ့ဒီအတွေးတွေဟာတကယ်တော့လောကမှာမရှိတဲ့တုံညသဘောတွေသာဖြစ်တယ်တုံညနဲ့ပတ်သက်ပြီးတော့မဟာယာနဗုဒ္ဓဘာသာကအဓိကထားပြီးတော့သင်ကြတယ်ဒါပေမဲ့သူတို့သင်တဲ့တုံညကနာဂသုဏဆိုတဲ့ဘုရားဘာသာယဟန်တော်တစ်ပါးရေးတဲ့ Central Philosophy ရဲ့အဆိုကိုသူတို့ကရေးတာဘုရားရဲ့တုံညနဲ့ Central Philosophy ကလာတဲ့တုံညနဲ့မတူတတ်ဘူးသဘာဝတရားတစ်ခုသိတာရုပ်နည်းနည်းပြောရမယ်ဆိုရင်သူကအလုံးကိုညှင်းဆိုတဲ့ dialectic ကို
ဘာမှမရှိဘူးဆိုတာသူကလက်တွေ့ပြခြင်းတဲ့အခါကျအလုံးကိုညင်းဆိုတာ full negative နော်အလုံးကိုညင်းလိုက်တာအလုံးကိုညင်းမှအမှန်တရားရတယ်ဆိုတဲ့ dialectic နည်းစနစ်ကိုသုံးတာသူက central philosophy ဖတ်လို့ကတော့နားလည်းပဲမထင်ဘူးနော်အဲ့ဒါသီရိလင်္ကာတော့ကရင်းကထိုင်ဝမ်ကလာတဲ့တရုတ်လူမျိုးဘုန်းကြီးတစ်ပါးသူတို့တရုတ်ကျမ်းစာမှာတော့အဲ့ဒါကိုအဓိကထားပြီးသင်နေကြတာပေါ့နော်မဟာယာန philosophy ဆိုပြီးအဓိကထားတယ်သူပြောတာကဝင်လာကြတဲ့ကသူကညင်းဆိုပြီးတော့ဝင်လာတာဒီကျမ်းရေးတဲ့ကောသူက8 negative ရှစ်မျိုးကိုညင်းလာကြတာဘာတွေတော့ဆိုဖြစ်တာလည်းမဟုတ်ပြက်တာလည်းမဟုတ်ပေါ်လာတာလည်းမဟုတ်ပျောက်ကွယ်သွားတာလည်းမဟုတ်ဝင်လာတာလည်းမဟုတ်ထွက်သွားတာလည်းမဟုတ်အကုန်လုံးမဟုတ်ဘူးရှင်းချက်နဲ့သွားတာသူကဘာပြောတော့ဆိုဒီကုန်းချုပ်တော့သူပြောတာပရိစ္ဆေသမုပ္ပါကိုပြောတာပါတဲ့မဂ္ဂင်၈ပါးကိုပဲဟောတာမဂ္ဂင်၈ပါးကိုပဲသူစဉ်းစားတာပါလို့ဆိုတယ်အလုံးကိုညင်းဆိုလိုက်လို့သူသုံးတဲ့စကားလုံးကaura empty ဆိုပြီးတော့သုံးတာတပ်ပံသုံးညာပါဠိစကားလုံးလို့သူရေးတဲ့ဟာလည်းပဲမူရင်းကအိန္ဒိယဘာသာနဲ့ရေးတာဆိုစဗံဆုံညာဒီလိုလာတာပေါ့အလုံးကဆုံညာဆိုဘာဖြစ်အင်္ဂလိပ်လိုပြတော့ aura empty အလုံးဟာ empty ပဲအမှမရှိဘူးသူကအလုံးကိုညင်းလိုက်တာနော်အကြောင်းတရားနဲ့ပတ်သက်ပြီးတော့သူစဉ်းစားသူညင်းဆိုပုံလေးကကြည့်ပေါ့အဲ့တော့ဘာဖြေထုတ်နိုင်တော့ဆိုတော့ကိုယ့်ကိုဖြေထုတ်ကြည့်ဖြစ်ပေါ်လာတဲ့အရာတစ်ခုဟာတဲ့သူပြောပုံလေးကဖြစ်ပေါ်လာတဲ့အရာကိုဘာဝလို့ခေါ်တယ်နော်ဘာဝဆိုတာဖြစ်လာတဲ့အရာဖြစ်ပေါ်လာတဲ့ဘာဝဆိုတဲ့အရာတစ်ခုဟာတဲ့မိမိတည်ဟူသောအကြောင်းကြောင့်ဖြစ်တာလည်းမဟုတ်ဘူးတဲ့သူကသူထုတ်လုပ်တာလည်းမဟုတ်ဘူးတဲ့တခြားအကြောင်းကြောင့်ဖြစ်တာလည်းမဟုတ်ဘူးတဲ့တခြားအကြောင်းထုတ်လုပ်လည်းမဟုတ်ဘူးတဲ့မိမိသူတို့ကနှစ်မျိုးလုံးကြောင့်လည်းမဟုတ်ဘူးတဲ့အကြောင်းမဲ့တော့မဟုတ်ဘူးတဲ့ဘာကြောင့်ဖြစ်တယ်လို့သူပဲပြောနော်မိမိတည်ဟူသောအကြောင်းကြောင့်လည်းမဖြစ်ဘူးတပါးသောအကြောင်းကြောင့်လည်းဖြစ်တာလည်းမဟုတ်ဘူးနှစ်ပါးဒီနှစ်ခုစလုံးပေါင်းတဲ့အကြောင်းကြောင့်ဖြစ်တာလည်းမဟုတ်ဘူးသို့တော့အကြောင်းမဲ့တော့မဟုတ်ဘူးအကြောင်းရှိတယ်အဲ့ဒီအကြောင်းကဘာလဲဆိုမပြောအတန်လက်တလို့ခေါ်တယ်သူဘာနဲ့ဆန်တော့ဆိုလို့ရှိရင်အမရဝိခေပဝါဒနဲ့တော့တူတယ်full negative အမရဝိခေပဝါဒဆိုတာအမရနိခေပဝါဒဟိုရင်းပေါ့အယူဝါဒတွေနဲ့ပတ်သက်လာပြီးတော့ပြောတဲ့အခါမှာတရဝါသည်သိပြီးနောက်ဖြစ်တယ်ဒါတတ္တဝါဒတရဝါသည်သိပြီးတဲ့နောက်မဖြစ်ဘူးဆိုလိုတာနောက်ဘဝရှိတယ်နောက်ဘဝမရှိဘူးနောက်ဘဝရှိတယ်တတ္တဝါဒနောက်ဘဝမရှိဘူးဥစ္စေတဝါဒတယောက်ကရှိတဲ့လူရှိတယ်မရှိတဲ့လူမရှိဘူးဒါတချို့မြဲတယ်တချို့မမြဲဘူးဆိုတဲ့ပါလားနောက်တစ်ခါပရဝိခေပကြတော့နောက်ဘဝဆိုတာမရှိပါဘူးဒါပေမဲ့မရှိဘူးလည်းမဟုတ်ပါဘူးအဲ့ဒါပရဝိခေပနောက်ဘဝဆိုတာမရှိဘူးသို့တော့မရှိဘူးလည်းမဟုတ်ပါဘူးမရှိဘူးလို့ပြောပြီးတော့မရှိဘူးလည်းမဟုတ်ပါဘူးထားပြောတယ်အဲ့ဒါအပရဝိကေပဝါဒလို့ခေါ်တယ်အခုလည်းအဲ့ဒီပုံစံခက်ဆက်ရသော်ဗျာဟောတဲ့ဒီ full negative ပုံစံအဲ့ဒါကိုနာဂသုနာကဒီအမှန်တရားကိုရှာတဲ့အခါမှာဒီလက်နဲ့ကိုအသုံးပြုပြီးတော့ဒီနီလန်၄မျိုးနဲ့စဉ်းစားပြီးအမှန်တရားကိုထုတ်တယ်လို့ပြောတယ်သူရဲ့အယူဆတယ်မှာတချို့ဟာတွေကဘယ်တော့နားလဲဖို့ခက်တယ်တန်တရားနဲ့နိဗ္ဗာန်တူတူပဲဆိုတာလဲသူပဲသူကျမ်းထဲမှာရေးထားတာတန်တရားနဲ့နိဗ္ဗာန်တူတူပဲတဲ့အဲ့ဒါကိုပြောလိုက်ရင်သဘောကျသွားတယ်သူကဟုတ်တယ်လို့ဖြစ်တယ်တန်တရားနဲ့နိဗ္ဗာန်တူတူပဲတဲ့အဝိဇ္ဇာမကင်းသေးတဲ့အချိန်တော့တန်တရားလို့ထင်နေတာပါတဲ့အဝိဇ္ဇာကင်းရင်နိဗ္ဗာန်ပါ
ကဲသူကအဲ့လိုပြောတယ်အဲ့ဒါဘာလဲဥပမာပေးထားတော့ဆိုမောင်စားပြိုးတဲ့အချိန်မှာလမ်းပေါ်မှာကျိုးခွေးလေးတစ်ခွေကျိုးလေးတစ်ခွေကြာနေအဲ့တော့မောင်စားပြိုးဆိုတဲ့အခါကျိုးခွေလေးမြင်ရတဲ့အခါမသိမကွဲမြင်တော့မွေလေးလို့ထင်မွေလေးလို့ထင်နောက်တစ်ခါအလင်းရောင်နဲ့ကြည့်ပြီးတော့ကြည့်လိုက်တဲ့အခါမွေမဟုတ်ဘူးကျိုးခွေအဲ့တော့သူကဘာပြောပြတော့ဆိုငကိုကလည်းကျိုးခွေပါပဲတဲ့နော်ငကိုတဲ့ကျိုးခွေပါတဲ့အဲ့တော့အမှောင်ကြောင့်မို့လို့သူကမွေထင်သွားတာပါတဲ့အဲ့ဒါလိုပဲတန်တရားလို့နိဗ္ဗာန်ကိုတန်တရားလို့ထင်နေတာအမှောင်ကြောင့်နဲ့အဲ့ဒီဥပမာနဲ့သူကရေးတယ်ဟုတ်တယ်အောင်အောင်သူအဲ့ဒါလိုဟာမျိုးရှိတယ်သူကနော်အမှောင်ကြောင့်ကျိုးခွေလေးကိုမွေလို့ထင်နေတာပါတဲ့လင်းအောင်ရလို့ရှိရင်တော့ကျိုးခွေဟာကျိုးခွေပါပဲတဲ့ငကိုတဲ့ကျိုးခွေပါတဲ့ဝေမဟုတ်ပါဘူးတဲ့အဲ့လိုနိဗ္ဗာန်ဟာတန်တရားလို့လူတွေကထင်နေကြတာတဲ့တကယ်တော့ငကိုတဲ့နိဗ္ဗာန်ပါတဲ့မသိတဲ့အခါမှာတန်တရားနိဗ္ဗာန်လို့ထင်တန်တရားလို့ထင်နေတယ်အဲ့ဒီလိုရေးတာသူအဲ့ဒီကျမ်းကအင်္ဂလိပ်လိုတော့ပြန်ထားတာရှိတယ်ဗမာလိုပြန်တာမရှိဘူးအင်္ဂလိပ်လိုတော့ central philosophy ဆိုညင်းဆိုချက်တွေနဲ့ပြထားတယ်အဲ့ဒီကျမ်းကိုဖတ်လို့ကတော့ဥချပေါက်သွားတယ်ဥချပေါက်နေတာပဲညင်းဆိုတာအဲ့ဒါ dialectic လို့ခေါ်တယ်သူကဖတ်ချင်တော့အင်္ဂလိပ်လိုရှိတယ် central philosophy နားတော့မလဲဘူးတော်တော်ကိုနားမလဲတာအဲ့လောက်ထီအောင်ရှုပ်ထွေးစဉ်းစားတတ်တာတော်တော်အံ့ဩကြတော့ကောင်းအိန္ဒိယတောင်ပိုင်းကဘုန်းကြီးတစ်ပါးရေးသွားတာနာခရှုနာလို့ခေါ်တယ်နာခရှုနာသူနေသွားတဲ့နေရာကြီးကအိန္ဒိယတောင်ပိုင်းမှာခဏိထိရှိတယ်နာခရှုနာကွန်တာဆိုတာရောက်ဖူးတယ်အဲ့ဒီမှာခုဆယ်လုံးလိုက်တဲ့အခါကျတော့အဲ့ဆယ်ကြီးရဲ့အလဲကောင်ရောက်သွားတယ်သူ့ကြောင့်ကြီးကဆယ်အလဲကောင်ပြက်သွားတာအဲ့မှာသူရုပ်တုကြီးတွေပါရှိတယ်သူနေရတဲ့ကြောင့်အဲ့တင်မောစီးပြီးဆက်လက်စီးပြီးသွားတယ်အိန္ဒိယတောင်ပိုင်းမှာရှိတယ်နာဂကျွနာကွန်တာအဲ့တစ်ချိန်တုန်းကတော့ဒီအတွေးခေါ်ပညာရှင်သဘောပေါ့နော်အဲ့ဒါဒီလိုမြတ်စွာဘုရားကသုံးညတာရဲ့သဘောတွေကို၄မျိုးရှုထောင့်ကနေပြီးသုံးညဖြစ်ပုံ၃မျိုးသောရှုထောင့်ကနေသုံးညဖြစ်ပုံ၂မျိုးသောရှုထောင့်ကနေသုံးညဖြစ်ပုံတွေကိုဟောပြီးတဲ့အခါမှာဘာဟောတော့ဆိုခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ပါးနဲ့ဟောပြန်တယ်အဲ့ဒါကိုတိပရိဝတ္တလို့ခေါ်တယ်တပည့်ဆက်ကြတယ်ပါတဲ့တိပရိဝတ္တံဒွါရတကာရံဆိုလို့ခန္ဓာတစ်ပါးကို၃ခုနဲ့ရှုဆင်ခြင်းမဟုတ်ပြောပြတာအနိစ္စဒုက္ခအနတ္တအဲ့ဒါကိုခေါ်တယ်ဉာဏ်တွေကိုမေးတယ်ချုပ်ဟာနိစ္စလားအနိစ္စလားဉာဏ်နေကအနိစ္စပါဖေရလို့ဖြေအဲ့ဒီအနိစ္စဟာဒုက္ခလို့ဆိုမလားဒုက္ခလို့ဆိုမလားရှင်ဗျာအနိစ္စဆိုလို့ရှိရင်ဒုက္ခပါဗျာဖြစ်ပြီးပြက်နေတာဘယ်လိုလုပ်ပြီးဒုက္ခဖြစ်မလို့မပြတ်ချင်တဲ့အရာကြဒုက္ခဖြစ်တာပေါ့နော်နှမျောတာပေါ့လေဖြစ်လာပြီးရင်ပြတ်သွားတယ်ဆိုတော့နှမျောစရာကြီးပေါ့အကောင်းကြတော့အဆိုးကြတော့လည်းမနှမျောမှာမဟုတ်ပေါ့အဲ့ဒါကြောင့်မို့မမြဲတဲ့အရာသည်ဒုက္ခဒါဖြင့်ဟုတ်ပြီးမမြဲဘူးဒုက္ခဖြစ်တဲ့အရာကိုငါဟာလို့ငါရဲ့အတ္တလို့ဒီလိုတွေ့တော့မယ်ဆိုရင်တင့်တော်ပါမလားဆိုရယ်အနတ္တလက္ခဏာသုံးပါမေးတယ်မေးခွန်းနေမေးတာပါပဲအဲ့ဒါကိုပဲပြန်ဟောတာအဲ့ဒါကိုတိပရိဝတ္တခန္ဓာဒေသနာကို၃မျိုး၃ဖလှယ်နဲ့ဟောတယ်အဲ့တော့အနိစ္စဆိုတဲ့အဓိပ္ပာယ်ကဗမာလူကတော့မမြဲဘူးလို့ပြောတာဘယ်လိုရှုတော့ကနေပြီးမမြဲဘူးလို့ဘာကြောင့်အနိစ္စလို့ခေါ်တာတုံးဆိုသူကအကြောင်း၄မျိုးနဲ့အနိစ္စလို့ခေါ်တာတဲ့အကြောင်း၄မျိုးနဲ့အနိစ္စလို့ခေါ်တယ်ဥပါဒဝယဝတ္တိတောဖြစ်ပြီးရင်ပြတ်သွားတယ်သူကနော်ဖြစ်မှုပြတ်မှုဒီနှစ်ခုရှိနေတယ်သူမှာ
ဖြစ်လာတယ်ပြက်သွားတယ်ဖြစ်လာတယ်ပြက်သွားတယ်ဒါအနိစ္စသဘောတရားဖြစ်လာပြီးမပြက်ဘူးဆိုရင်တော့အနိစ္စမဟုတ်ဘူးဖြစ်လာတယ်ပြက်သွားတယ်ဒါရှုထောင့်တစ်ခုနောက်ဝိပရိနာမတယ်သူကပင်ကိုအနေထားမှုနဲ့ပြောင်းသွားတယ်နော်အရှိတစ်ခုကနေပြီးတော့ပြောင်းသွားတယ်ခြေနေတစ်ခုကပြောင်းသွားတယ်ဝိပရိနာမဆိုပြောင်းလဲတဲ့ရှုထောင့်ကရှိသည့်အတွက်ကြောင့်ဒါနေဆာမဟုတ်ဘူးဥပမာဆိုတော့ပြောင်းလဲတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလို့ရှိရင်လူရဲ့ကောင်းမောကသပင်ကငကအနဲ့လေးအနဲ့ကနေဖြူသွားတာဒါလည်းပြောင်းလဲမှုပဲတစ်ပင်တစ်ပင်မှာဆိုလို့ရှိရင်တိရကထွက်လာတာဆိုတော့နီနုလေးတဖြည်းဖြည်းကျန်းလာတယ်ဟောအနုကနေအစိမ်းရင်ကြီးဖြစ်သွားတယ်ပြောင်းတယ်အစိမ်းရင်ကနေပြီးတော့ကျွေတော့မယ်ဆိုဝါသွားတယ်ဒါလည်းပြောင်းသွားတယ်ဝါပြီးခြောက်သွားတယ်ဒါလည်းပြောင်းတာပဲဝိပရိနာမသူတခါတည်းတည်မြဲနေတာမရှိဘူးဖြစ်ပြီးရင်ပြောင်းလဲနေတယ်အဲ့ဒီဝိပရိနာမရှုထောင့်ကိုကြည့်ပြီးတော့လေအနိစ္စလို့ပြောတာနော်အဲ့တော့တချို့အရာဝတ္ထုတွေကြတော့ကြာရှည်ခံတဲ့ဟာကြတော့အတော်နဲ့မပြောင်းဘူးပေါ့အတော်နဲ့မပြောင်းတာလည်းရှိတယ်ဥမာရွှေတို့ဘာလို့ဆိုရင်တော့တော်နဲ့ပြောင်းမှာမဟုတ်ဘူးကြာရှည်ခံတယ်ပေါ့ဒါပေမဲ့သူ့မှာလည်းပဲပြောင်းလဲမှုပျက်စီးမှုကရှိတာပဲအလုံးကပြောင်းလဲမှုပျက်စီးမှုကရှိတယ်ဒါကခုနဖြစ်ပြီးပြတ်တဲ့ရှုထောင့်ကနေပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကပြောင်းလဲသွားမှုကနေကြည့်ပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကဘာတော့ဆိုရင်အခိုက်အတန့်လေးတစ်ခုမှသာရှိတာပြီးရင်မရှိတော့ဥပမာမဲ့လူအတန်နဲ့စကားပြောနေတယ်ခိုက်တန့်လေးပဲတာဝကလိကပဲအခုတရားမဲ့ကြည့်နေအကျဉ်းနေဆိုတာအခိုက်တန့်ပဲကြာပြီးတော့အခုအကျဉ်းနေရောက်နေပြီအခိုက်တန့်တစ်ခုပဲနောက်တစ်ခါကျတော့အတက်နေဆိုရောက်တက်နေပြီးရင်နှစ်ဆန်းတည်းဆိုတော့ဗျအလုံးဟာရက်တည်းဟာအခိုက်တန့်လေးတွေကြီးပဲကုန်အဲ့ဒါလည်းအနိစ္စသဘောလို့ပြောတာအခိုက်တန့်ကလေးတွေပဲရှိတယ်တာဝကလိကဆိုတာဘယ်ရမှအမြဲရက်နေတာမရှိဘူးအခိုက်တန့်လေးတွေကြီးပဲနေထွက်တာလည်းကြည့်အခိုက်တန့်ပဲထွက်တဲ့အခိုက်တန့်ဝင်တဲ့အခိုက်တန့်အလုံးဟာအခိုက်တန့်လေးတွေပါပဲရှိလို့ဒါမှမဟုတ်အနိစ္စလို့ခေါ်တာနောက်ရှုတော့နှစ်ခုကတော့ဘာလို့နေဆပဋိခိပတ်နေဆပဋိခိပတ်ဆိုတာမြဲတာကိုမြဲတာရဲ့ဆန့်ကျင်ဘက်မြဲတယ်ဆိုတဲ့သဘာဝကိုပဲဖြစ်တယ်မြဲတယ်ဆိုတာရဲ့မြဲတယ်ဆိုတာဘာလို့ဆိုရင်ဖြစ်ပြီးပြတ်သွားတာမရှိရဘူးအဖြစ်မရှိရဘူးအပြတ်မရှိရဘူးမြဲတယ်ဆိုတဲ့အရာပြီးတော့ပြောင်းလဲသွားတာမရှိရဘူးနောက်အခိုက်အတန့်ဆိုတာမရှိရဘူးနေဆသဘာဝဆိုတာဒီတိုင်းပဲရှိနေရမယ်အဲ့ဒါအဲ့ဒါလို့မဟုတ်ဘူးဥပါဒဝယဖြစ်ပြီးပြတ်တယ်ဝိပရိနာမပြောင်းလဲတယ်တာဝကလိကအခိုက်အတန့်လေးကဖြစ်တယ်ဒါကြောင့်မို့နေဆရဲ့ဆန့်ကျင်မဲ့အနိစ္စဒီလေးခုနဲ့အနိစ္စဆိုတဲ့သဘောကိုမှတ်သားရပါတယ်တဲ့ဒါခါဒုက္ခကြတော့ဘာကြောင့်ဒုက္ခလို့ခေါ်တာလဲဆိုပฏิပိလနာကာရေနာနှောက်ရှက်တယ်နှိပ်စက်တယ်အနှောက်ရှက်ပြုတ်နေတာလေဒုက္ခပဲလေသူကဟိုလိုခေါင်းကိုက်တာတို့နားကိုက်တာတို့စားစရာမရှိလို့တို့နေစရာမရှိလို့တို့ဆင်းရဲတဲ့အဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူးသူဖြစ်မှုပြမှုတွေရဲ့နှောက်ရှက်မှုကိုခံနေရတာနော်အနှောက်ရှက်ခံနေရတာခေါင်းမောကသပင်လေးဟာသူ့အညိုတိုင်းအနက်တိုင်းမနေဘဲနဲ့ဖြူလာတာတို့ဒါနှောက်ရှက်တာပဲလေနှောက်ရှက်တာပေးရသူမနေဘဲနဲ့တွန့်လာတာတို့အသက်ရွယ်လည်းသူလူပြိုပြိုလေးမနေဘဲနဲ့ကြီးလာတာတို့ဘယ်ရမှရနေတာမဟုတ်ဘဲနဲ့ဒီဖြစ်မှုပြမှုတွေကနှောက်ရှက်နေလို့ဒါမှမဟုတ်ဒုက္ခလို့ပြောတာတော့မြတ်စွာဘုရားဟောတဲ့ဒီဒုက္ခပို့ပြီးတော့ဟိုတည်းဖြစ်တယ်ဒါတစ်ချက်နော်ပฏิပိလနာကာရနှိပ်စက်တယ်အဲ့တော့နှိပ်စက်တယ်ဆိုတာကိုခြုံပြီးတော့နောက်၄ချက်ဖော်ပြတာဘာလို့ဆိုတဏ္ဍပါတဲ့စိတ်ပူစရာတွေဖြစ်တယ်ဒုက္ခရဲ့သဘောစိတ်ပူနေရတယ်နောက်တစ်ခုကဒုက္ခမခါခက်တယ်သွားကြိုက်တယ်နားကြိုက်တယ်ဆိုဒုက္ခမျိုးခါခက်တယ်နောက်တစ်ခုကဒုက္ခဝဒုက္ခတဲ့ဒ
ဒုက္ခဟုသမျှရဲ့တရားဖြစ်တယ်ပြဿနာအလုံးရဲ့တရားဖြစ်ဒါလည်းဒုက္ခလို့ပြောတာနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဒုက္ခပဋိခေပါဒုက္ခရဲ့ဆန့်ကျင်မဲ့ဖြစ်တယ်ပေါ့ဒုက္ခကိုဖယ်ရှားတဲ့အရာဖြစ်တယ်အဲ့တော့ဒုက္ခနဲ့ဒုက္ခသည်သဘာဝချင်းကမတူအောင်ဒုက္ခအဆင်ပြေတယ်ဒုက္ခအဆင်မပြေဘူးအဲ့ဒါဒုက္ခကိုဖယ်ရှားတာလို့ခေါ်တယ်အဲ့ဒီရှုထောင့်၄မျိုးကသူ့ကိုဒုက္ခလို့ခေါ်တယ်အဲ့တော့ခန္ဓာ၅ပါးသည်အခုလိုရှုထောင့်၄ခုကနေပြီးတော့ဒုက္ခလို့ရှုမြင်ရတယ်နောက်တစ်ခါခန္ဓာ၅ပါးဟာအနတ္တအတ္တမဟုတ်ဘူးလို့သူလည်းကိုထင်တဲ့အတိုင်းမဖြစ်တဲ့ရှုထောင့်ကနေပြီးတော့ပြောတာအဲ့ဒါလည်းအကြောင်း၄မျိုးရှိတယ်တဲ့အနတ္တဖြစ်ပုံကအကြောင်း၄မျိုးရှိတယ်အကြောင်း၄မျိုးကဘာတော့တစ်ခုကသုံးညတဲ့ကိုထင်တဲ့အရာဟာ empty ပဲဘာမှမဟုတ်အကောင့်ထဲပေါ်လို့မရကိုထင်တဲ့ဟာလိုက်ရှာလိုက်ရင်ပြောင်းနေရှာလို့မတွေ့ဘူးခုနသစ်ပင်ဆိုတာရှာမတွေ့တယ်လို့ပဲကိုရှာတွေ့တာဘာတွေတွေ့သိရွက်တွေ့တယ်နော်အပွင့်တွေ့တယ်အကိုင်းခက်တွေတွေ့တယ်ပင်စီတွေ့တယ်အမြင့်တွေ့ဒါပဲတွေ့တယ်သစ်ပင်ပဲရောက်သွားတော့မရှိဘူးလူရှာတယ်လူမတွေ့ဘူးဘာတွေတွေ့တော့ခေါင်းတွေ့တယ်လက်တွေ့တယ်ခြေထောက်တွေ့တယ်ဒါတွေတော့တွေ့တယ်ဒါတွေကသူ့နာမည်နဲ့သူပဲကားရှာတယ်ကားမတွေ့ဘူးဘာတွေတွေ့တော့ကားဘိန်းတွေတွေ့တယ်ဘော်ဒီတွေ့တယ်အင်ဂျင်တွေ့တယ်တစားစီဖြုတ်ထားရင်ဒါတွေပဲတွေ့တယ်ကားဆိုတာပဲရောက်သွားတော့အဲ့ဒါကိုပြောတာတုံညဆိုတာကိုထင်တဲ့ဟာကိုပြောထားတဲ့စကားဟာရှာလို့မရတော့အဲ့ဒီတုံညရှုတော်ကကြည့်ပြီးတော့လည်းပဲအနတ္တလို့ပြောတာတဲ့အတ္တဆိုတာဘယ်မှရှာလို့မရဘူးနောက်တစ်ခုကဘာတော့ဆိုအတ္တမိကပိုင်ရှင်မရှိဘူးကိုကတော့ကိုပိုင်တယ်လို့ထင်နေတာမပိုင်ဘူးလေကိုမပိုင်လို့ကိုအုပ်ချုပ်လို့မှမရတာကိုခန္ဓာကိုအုပ်ချုပ်လို့မရဘူးသူဖြစ်ချင်တာဖြစ်သွားတာပဲဘာမှကိုပိုင်ဆိုတာမရဘူးဒါပေမဲ့လူတွေကတော့ကိုပိုင်တယ်လို့ထင်နေကြတယ်သူသဘာဝအဆင်ပြေနေသေးအဆင်ပြေနေတာပဲနော်ကိုပိုင်တာတစ်ခုမှမရှိဘူးအဲ့တော့အတ္တမိကပိုင်ရှင်မဲ့နေတယ်ပိုင်ရှင်မဲ့နေတဲ့ခန္ဓာကသူ့ကြောင့်နဲ့သူကသူဖြစ်ချင်ဖြစ်နေတာအဲ့ဒါကြောင့်မို့လို့အနတ္တတဲ့နောက်တစ်ခုကတော့ဘာလို့ဆိုအနိစ္စရာတဲ့ကိုမအုပ်ချုပ်နိုင်ဘူးအစိုးရမဟုတ်ဘူးကိုအစိုးမရဘူးသူဟုတ်တယ်သူဖြစ်ချင်တာဖြစ်တာပဲလေရှုခန္ဓာကိုအစိုးရတယ်ဆိုရင်မင်းဒီရွယ်လေးပဲနေမကြည့်နဲ့နော်ဒီပုံစံလေးပဲနေရမယ်လောက်ချင်လို့မရဘူးလေအလုံးကိုအုပ်ချုပ်ထားနိုင်တဲ့မရှိဘူးဒါကြောင့်မို့လို့အစိုးရတဲ့ဟာမရှိသည့်အတွက်ကြောင့်အနတ္တနောက်တစ်ခုကျတော့အတ္တပဋိခေပါအတ္တဆိုတာရဲ့ဆန့်ကျင်မဲ့အတ္တကိုပယ်ဖြစ်တတ်လို့အနတ္တလို့ခေါ်တယ်အဲ့တော့အနိစ္စဒုက္ခအနတ္တဆိုတာခွင်းဆက်တွေပဲအနတ္တဆိုတာအမြဲတမ်းနားလဲဖို့ခက်သည့်အတွက်ကြောင့်အနိစ္စဆိုတာကိုမျက်စိအောင်မှဖြစ်ပြီးပြတ်သွားတာတွေတွေ့ရတယ်ပြောင်းလဲသွားတာတွေတွေ့ရတယ်တခဏအခိုက်အတန့်တွေတွေ့ရတယ်အနိစ္စဆိုတာသိလွယ်တယ်ပေါ့နော်လူတွေဆိုလဲကိုမျက်စိအောင်ကရှိနေတယ်လူကမရှိတော့ဘူးဆိုတာဒါအနိစ္စဆိုတာတွေ့လို့ရတယ်ဒုက္ခဆိုတာလဲလူတွေပါးစပ်ကနေပြီးဒုက္ခလို့ပြောလို့ရတယ်အနတ္တကြတော့ပို့ပြီးတော့ခက်ခဲသွားပြန်အနတ္တကိုမြင်ဖို့ကြတော့ပို့ခက်ခဲသွားဒါကြောင့်မြတ်စွာဘုရားကအနတ္တကိုဟောတဲ့အခါမှာအနိစ္စရှုတော်ကလည်းဟောတယ်ဒုက္ခရှုတော်ကလည်းဟောတယ်သို့မဟုတ်အနိစ္စဒုက္ခနှစ်ခုလုံးရဲ့ရှုတော်ကနေပြီးတော့အနတ္တကိုသိဖို့ဟောတာအနိစ္စရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်ဒုက္ခရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်အနတ္တလက္ခဏာသုံးပါဆိုဒုက္ခရှုတော်ကဟောတာလေဘယ်လိုဒုက္ခရှုတော်ကဟောတာလဲရူပံအနတ္တနော်နာဟိတံရူပံရူပသဟိတံဘိက္ခွေအတ္တအဘိဓာနာဟိတံရူပံအာဘာရယတံဝတ္တေယအနတ္တဖြစ်ပုံကိုမြတ်စွာဘုရားရှုဟာတဲ့ကိုယ့်ရဲ့အတ္တဆိုလို့ရှိရင်မနှိမ့်ဆက်ရဘူးတဲ့အခုသူကနှိမ့်ဆက်တယ်ဒုက္ခပေးတယ်
ဒုက္ခပေးနေတာကိုမဟုတ်တာပဲနော်အဘာဒယတံဝတရားသူကထိခိုက်ပျက်စီးမှုတွေနဲ့နေတယ်နှိမ့်ဆက်တတ်တယ်ကိုမဟုတ်လို့နှိမ့်ဆက်တာကိုနှိမ့်ဆက်တယ်ဖြစ်အဲ့ဒါကြောင့်အဲ့ဒါဒုက္ခရှုတော့ကနေဟောတာနေဆာရှုတော့ကနှစ်ခုလုံးရှုတော့ကတော့အခုဒီမှာဟောတာရှတနေဆာတန်ဒုက္ခယံဒုက္ခတရဏတ္တာနေဆာဒုက္ခရှုတော့ကနေဟောလိုက်တာအနေဆာဖြစ်လို့ဒုက္ခဖြစ်လို့အတ္တဒီလိုခေါ်လိုက်တယ်အဲ့တော့မြတ်စွာဘုရားကအခုလိုခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အယူဝါဒတွေကနေဆက်လာပြီးတော့အယူဝါဒတွေရဲ့ဆွဲလန်းရဖြစ်တဲ့ခန္ဓာ၅ပါးဟာအမြဲမဟုတ်ဘူးဆိုတာယဟန်တွေကိုပို့ပြီးတော့ထင်ရှားအောင်ဒီသုတ်တံမှာဒီအစဉ်ကိုခေါ်လိုက်တာပဲဖြစ်တယ်အဲ့တော့ဝိပဿနာကျင့်စဉ်ကျင့်ပုံလေးကိုအကျဉ်းလေးမြတ်စွာဘုရားဟောပြီးတော့ယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်ကျင့်လို့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အနေထားတစ်ခုဆက်ပြီးတော့ဟောသေးတယ်တရားရရတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းဆက်ဟောတယ်ဝိပဿနာရှုပုံကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတာအဲ့တော့ဝိပဿနာရှုတယ်ဆိုဘာကိုရှုရမှာတော့ဆိုခန္ဓာ၅ပါးကိုပဲဝိပဿနာရှုတာဒါမို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာဤ၃ပါးဖြင့်ခန္ဓာ၅ပါးပေါ်မှာရှုမြင်သုံးသပ်ရမယ်ဝိပဿနာကိုလက္ခဏာရမဏိကဝိပဿနာလို့စာပေကျမ်းကနေမှသုံးတယ်အမှတ်လက္ခဏာကနေပြီးတော့တရားကိုရှုတာရှုပ်ကိုရှုတယ်ဆိုတာဘယ်ရှုတော့ကရှုတာတုံးဆိုအနိစ္စဆိုရှုတော့မှရှုအနိစ္စအနေနဲ့ရှုတာလို့ပြောတာဒါမို့ရှုပုံရှုနည်းကတော့အနိစ္စဒုက္ခအနတ္တရှုပုံရှုနည်းပဲဘာကိုရှုတာတုံးဆိုရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအဲ့လိုတော့ပေါ့အောင်မှာနော်ရှုပ်ကိုရုပ်လို့သိတာပြောတာမဟုတ်ဘူးရှုပ်ကိုရုပ်လို့သိတာကနာမရူပပရိစ္ဆေဒညာနဲ့ဆိုင်တယ်ညာတပရိညာနဲ့ဆိုင်တယ်ဝိပဿနာရဲ့အစပဲရှိသေးတယ်ရှုပ်ကိုရုပ်လို့သိတယ်ရှုပ်ရဲ့သဘာဝကိုသိတယ်အဲ့ဒါကညာတပရိညာအခန်းမှာပထမဆုံးစတဲ့အခါကျတော့ရှုပ်ရဲ့သဘာဝလက္ခဏာအုံနေချလို့ခေါ်တယ်သူ့ရဲ့ပင်ကိုယ်သဘာဝလက္ခဏာကြည့်ရအဲ့ဒါကိုသဘာဝလက္ခဏာရှုတော့ငါနေပြီးတော့ပြောင်းလဲဖောက်ပြန်တတ်တဲ့တရားဆိုတဲ့အနေနဲ့သူ့ကိုရှုအောင်အဲ့ဒီအချိန်မှာအနိစ္စမဟုတ်သေးဘူးနော်လက္ခဏာက2မျိုးရှိတယ်လို့မှတ်ထားအောင်ပထမအစကသဘာဝလက္ခဏာသဘာဝဆိုတာတဘာဝအုံနေချလို့ခေါ်တယ်သူ့ရဲ့ကိုယ်ပိုင်အမှတ်သားဘယ်တရားပဲဖြစ်ဖြစ်ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်ကိုယ်ပိုင်အမှတ်သားလေးတွေအဲ့တော့ဝိပဿနာမရှုခင်တရားကိုတွေ့အောင်အာယုံကိုတွေ့အောင်ရှာတဲ့အခါကျတော့သဘာဝရှုတော့ကနေပဲရှာမယ်သဘာဝလက္ခဏာကပဲရှာမယ်နော်သဘာဝလက္ခဏာဆိုတာသူ့ရဲ့အများနဲ့မတူတဲ့သူ့ရဲ့ကိုယ်ပိုင်တိကျလက္ခဏာလေးတွေကိုဆိုလို့ဥပမာမဲ့ဆိုရင်ရုပ်ဆိုတဲ့အထက်မှာလည်းပဲပထဝီမှာကက္ခလတ္တလက္ခဏာပြောတယ်မာတယ်ခက်မာတယ်ဆိုတဲ့သဘာဝဟာပထဝီရဲ့လက္ခဏာအာဘောကြတော့အပနနလက္ခဏာဖွဲ့စည်းတယ်ဆိုတဲ့သဘောတေဇောကြတော့ပူတယ်ရင်းချက်စေတယ်ဆိုတဲ့သဘောဝါယောကြတော့တွန်းကန်နဲ့လှုပ်ရှားတယ်ဆိုတဲ့သဘောဒါသူ့ရဲ့သဘောပဲအဲ့ဒီလိုတွေ့မှတရားကိုတွေ့တယ်လို့ပြောပါသဘာဝလက္ခဏာရှုတော့ကနေကြည့်ရဖတ်တာဆိုရင်စိတ်နဲ့အာယုံဆုံမိတဲ့သဘောလေးဝေဒနာဆိုရင်အာယုံရတာကိုခံစားတဲ့သဘောသိတဲ့သဘောသိညာဆိုရင်မှတ်တမ်းတင်တဲ့သဘော
ဒါသူကကိုယ်ပိုင်သဘာဝလေးတွေကိုပြောတာနော်ဝိပဿနာရှုရမယ်ဆိုရင်ပထမသဘာဝလက္ခဏာအစရတယ်အဲ့ဒါပဲအခါမှရှုရတာတော့ဆိုညာတပရိညာလို့ခေါ်တယ်နာမရူပပရိစ္ဆေဒညာနဲ့ပစ္စယပရိက္ခညာအစဆိုလိုတာဝိပဿနာတရားအထုတ်ပြီဆိုရင်အဲ့ဒီအစရမယ်လို့ပြောနော်ဝိပဿနာအထုတ်ရင်အိစ္ဆဒုက္ခကမစရဘူးသဘာဝအိစ္ဆဒုက္ခစရင်ကြော်သွားပြီလေအောင်လို့တော့ဆိုရင်ပထဝီကိုတွေ့တယ်ဆိုတာအတုံးခဲသဘောကိုတွေ့မှပထဝီတွေ့တယ်လို့ခေါ်တာဖွဲ့စည်းတဲ့သဘောတွေ့မှအာဘောကိုတွေ့တယ်ခေါ်မယ်ပူရအေးတဲ့တွေ့မှရှင်းချက်စေတဲ့သဘောတွေ့မှတေဇောကိုတွေ့တယ်ခေါ်တယ်တွန်းကန်လှူရှားတဲ့သဘောကိုတွေ့မှဝါယောလို့ခေါ်တယ်ဒါသဘာဝတရားတွေရဲ့သူတို့ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်ပေါ့အဲ့ဒီကိုယ်ပိုင်အမှတ်သားလေးတွေကဝိပဿနာစပြီဆိုရင်တရားကိုတွေ့ဖို့အတွက်သူတို့ကိုအရင်တွေ့အောင်သိရမယ်အဲ့ဒါပထဝီကိုတွေ့တယ်အာဘောကိုတွေ့တယ်တေဇောကိုတွေ့တယ်ဝါယောကိုတွေ့တယ်အလုံးအဒီတိုင်းပဲကိုယ်ပိုင်လက္ခဏာလေးတွေရှိကြတယ်အဲ့ဒီကနေပြီးတော့ဒီကိုယ်ပိုင်လက္ခဏာလေးတွေတွေ့တဲ့အသိဉာဏ်ကိုညာတပရိညာအခန်းလို့ခေါ်တယ်ဒီကိုယ်ပိုင်လက္ခဏာလေးတွေတွေ့တယ်ကိုယ်ပိုင်လက္ခဏာရှိတဲ့သဘာဝတရားရဲ့အကြောင်းလေးတွေတွေ့တယ်အဲ့ဒီထီအောင်ကသဘာဝလက္ခဏာလို့ခေါ်တယ်အဲ့တော့ဝိပဿနာတရားအထုတ်လာလို့ရှိရင်သဘာဝလက္ခဏာကိုအရင်တွေ့အောင်ရှာပြီးတော့မှအနိစ္စဒုက္ခအနတ္တဆိုတာတာမညလက္ခဏာလို့ခေါ်တယ်ဖုံးဆိုင်ပေါ့တာမညဆိုတာဖုံးဆိုင်လက္ခဏာအများနဲ့တူညီတဲ့လက္ခဏာဥပမာမဲ့ဆိုလို့ရှိရင်သဘောကိုပြောမယ်ဆိုရင်မြေကြီးကနေပေါက်ပြီးတော့အကိုင်းအခက်နဲ့အရွက်နဲ့ပွင့်နေကိုရေပေါ်ရာဖြင့်ခြုံငေါ်လို့ရှိရင်တူညီမှုကိုကြည့်ပြီးသစ်ပင်လို့ခေါ်လိုက်တာအဲ့ဒီသစ်ပင်ကမှတခါဒါကတရပင်ဒါကသစ်ပိန်နဲ့ပင်ဒါအပပင်နဲ့ဆိုသီးသန့်ဟာလေးတွေရှိတယ်လေတရရွက်ရဲ့အနေထားပိန်ရဲ့ပိန်လက်ရဲ့အနေထားရောင်ရွက်ရဲ့အနေထားမတူကြဘူးအဲ့ကိုယ်ပိုင်ပုံစံလေးတွေကကွာကြတယ်အဲ့တော့တစ်ပင်လို့ခေါ်တာအလုံးဆိုင်တဲ့အမည်လူလို့ခေါ်တာလည်းပဲအလုံးဆိုင်တဲ့အရာတစ်ခုပဲအဲ့ဒီမှာဘယ်သူပဲဝါလို့ခေါ်တာကြတော့သူ့ရဲ့ကိုယ်ပိုင်လေးတွေပေါ့နော်အဲ့ဒါလိုပဲသဘာဝတရားတွေမှာသူတို့ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်အဲ့ဒီကိုယ်ပိုင်အမှတ်သားလေးတွေနဲ့ရှုမှတ်ရမယ့်တရားကိုရှေးဥစွာသိအောင်လုပ်တယ်သိတယ်ပထဝီတွေ့ပြီအာဘောတွေ့ပြီတေဇောတွေ့ပြီဝါယောတွေ့ပြီစိတ်ကိုတွေ့တယ်ဝေဒနာကိုတွေ့တယ်သင်ညာကိုတွေ့တယ်သင်္ခါရကိုတွေ့တယ်တွေ့ပြီးရဲ့အခါကျတော့မှဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုတွေ့တယ်အဲ့ဒီနောက်ရောက်ပြီဆိုတဲ့အခါကျတော့မှပထဝီပဲဖြစ်ဖြစ်အာဘောပဲဖြစ်ဖြစ်တေဇောပဲဖြစ်ဖြစ်ဝါယောပဲဖြစ်ဖြစ်နန္တရားတွေပဲဖြစ်ပြီးရင်ပျောက်ကွယ်သွားတဲ့သဘောကြောင့်အနိစ္စလို့ခေါ်တာအဲ့ဒါကြတော့အာလုံးနဲ့ဆိုင်တဲ့အမှတ်လက္ခဏာပဲအဲ့ဒါသမထနာဉာဏ်အဆင့်ရောက်မှအဲ့ဒါကိုသိတာစတာအဲ့ဒီကစမှာအဲ့ဒါကိုကြည့်ပြီးတော့လက္ခဏာရမဏိကဝိပဿနာလို့ဒေသဒုက္ခအနတ္တလို့လက္ခဏာအာရောပိတဝါလက္ခဏာဘောတင်ပြီးတော့ရှုတယ်ဆိုတာအမှန်ကတရားကိုကြည့်တယ်တရားကိုတွေ့တာပဲတွေ့တဲ့အခါမှာသူ့ရဲ့သဘာဝလက္ခဏာရှုတော့ကတွေ့တာရှိတယ်တာမညာလက္ခဏာရှုတော့ကတွေ့တာရှိတယ်ဝိပဿနာလုပ်ငန်းအစမှာသဘာဝလက္ခဏာရှုတော့ကနေတရားကိုတွေ့တယ်နောက်ပြီးတဲ့အခါမှာအနိစ္စဒုက္ခအနတ္တဆိုတဲ့တာမညာအများပုံဆိုင်လက္ခဏာကနေစပြီးတော့ရှုရမယ်တာမညာလက္ခဏာပေါ်မှာတက်ပြီးတော့ဖြစ်သွားတယ်ပေါ့ဝိပဿနာရဲ့အလုပ်ကိုအနိစ္စဒုက္ခအနတ္တကတော့မစနဲ့ပေါ့စရမှာအဲ့တော့တရားမတွေ့ဘဲနဲ့အနိစ္စဆိုတာတော့တွေ့လို့မရဘူးလေအနိစ္စဆိုတာလည်းဒီတရားကိုပဲပြောတာပဲဒီတရားရဲ့သဘာဝလက္ခဏာကိုပဲပြောတာဟိုတာမညာလက္ခဏာကိုပဲပြောတာဖြစ်တယ်အလုံးကိုခြုံငုံရှိတဲ့အခါမှာခန္ဓာ၅ပါးအလုံးရဲ့
လက္ခဏာကအနိစ္စဒုက္ခအနတ္တရူပခန္ဓာရဲ့လက္ခဏာကဖောက်ပြန်ခြင်းဝေဒနာလက္ခဏာကခံစားခြင်းသင်္ညေခန္ဓာလက္ခဏာကမှတ်သားခြင်းသင်္ခါရခန္ဓာလက္ခဏာကစိတ်ဆောခြင်းဝိညာဉ်ခန္ဓာလက္ခဏာအာယုံကိုသိခြင်းဒါက individual ကိုယ်ပိုင်လက္ခဏာတွေလို့ခေါ်တာကိုယ်ပိုင်လက္ခဏာတွေ့မှရုပ်ဝေဒနာသင်္ညသင်္ခါရကိုတွေ့တယ်လို့ပြောတာပြီးပြီဆိုတဲ့အခါမှာအားလုံးနဲ့ဆိုင်တာအိစ္ဆဒုက္ခအနတ္တအဲ့ဘောတဆင့်တက်သွားတာအဲ့ဒီကျတော့ဝိပဿနာလမ်းကြောင်းဝင်သွားပြီလို့ဒါကြောင့်မို့မြတ်စွာဘုရားကမနေ့ကယဟန်တွေကိုမေးတယ်ရူပနိစ္စဝါအနိစ္စဝါရှုဟာနိစ္စလားအနိစ္စလားဆိုတာသမညာလက္ခဏာအနေနဲ့မေးတာဖြစ်တယ်ဟောမေးပြီးတဲ့အခါကျတော့မှမြတ်စွာဘုရားကယဟန်တွေရဲ့အဖြေပေါ်မှာအနိစ္စဒုက္ခအနတ္တလို့ဖြေထားပြီးတဲ့အခါမှာအဲ့ဒါလို့မမြဲတဲ့တရားမမြဲမှုတွေကအမြဲတမ်းနောက်ဆက်နေတဲ့တရားအမြဲတမ်းတွေကအမြဲတမ်းနောက်ဆက်နေလို့ကိုယ်လိုတိုင်းမဖြစ်တဲ့တရားကိုငါဟာလို့ရှုရင်သင့်တော်ပါမလားဒီလိုဆိုလို့မြဲမှမမြဲတာဘယ်လိုလုပ်ငါဟာဖြစ်ကိုယ်ဒုက္ခပေးနေတာဘယ်လိုလုပ်ငါဟာဖြစ်ကိုယ်လိုတိုင်းမဖြစ်ဘူးစမ်းကြင်မဲ့ဖြစ်နေတာဘယ်လိုလုပ်ပြီးတော့အတ္တဆိုတာဖြစ်မလဲတော့အနိစ္စဒုက္ခအနတ္တမြင်ပြီးတဲ့အခါမှာအဲ့ဒီတရားတွေပေါ်မှာဘယ်လိုသဘောကျလာတယ်လဲလို့ဆိုရင်နေတံမမနေသောဟမတပိနာမေသောအတ္တတဏှာရဲ့အမြင်နဲ့သူကမမြင်တော့ဘူးတဏှာရဲ့အမြင်ကငါဟာဆိုတာနဲ့မြင်လိုက်တာသိမ့်ပိုက်တယ်ပိုင်ဆိုင်မှုနဲ့ကြည့်တာတဏှာရဲ့အယူဆနောက်ရုပ်ဖြစ်တာကိုပဲငါဖြစ်တယ်လို့ယူဆတာကြတော့မာနရဲ့အမြင်ဖြစ်တယ်အဲ့ဒီရုပ်ကိုပဲငါလိုတိုင်းဖြစ်တယ်လို့အတ္တလို့မြင်တာကြတော့ဒိဋ္ဌိအဲ့သုံးခုကနော်ဣတံမမငါဟာလို့မြင်တာတဏှာရဲ့အမြင်ရုပ်ဖြစ်တာကိုငါဖြစ်တယ်လို့ထင်လို့ရှိရင်မာနရဲ့အမြင်ငါရဲ့အတ္တလို့မြင်လို့ရှိရင်ဒိဋ္ဌိရဲ့အမြင်သို့မဟုတ်ငါလို့မြင်ရင်ဒိဋ္ဌိရဲ့အမြင်အဲ့လိုဆိုလို့ရပေါ့ငါဆိုတာနဲ့အတ္တနဲ့တူတူပဲဗမာစကားနဲ့ပါဠိဒါမြတ်တာကွာပါဠိမှာလည်းမြတ်စွာဘုရားတခါတလေဟောတယ်အဟံမမအဟံဆိုတာငါမမဆိုတာငါရုပ်ဝေဒနာတင်ညာတွေကိုငါလို့ထင်တာကဒိဋ္ဌိငါလို့ထင်တာကတဏှာရုပ်ဝေဒနာတင်ညာသင်္ခါရတို့ရဲ့ဖြစ်မှုကိုငါဖြစ်တယ်လို့ထင်တာကြတော့မာနအဲ့တော့အေသောဟတ္တမိမှာအဟံကအဓိကမဟုတ်ဘူးအတ္တမိကအဓိကအတ္တမိကအဓိကမာနဆိုတာဖြစ်တယ်ဆိုတာဖြစ်တယ်လို့ဆိုတဲ့ဟာအရေးချင်းတစ်ခုပဲဖြစ်တယ်လုံနိုင်တယ်သွားနိုင်တယ်စားနိုင်တယ်ဆိုတာအရေးချင်းနဲ့ပတ်သက်ပြီးထင်တာမို့မာနလို့ကိုလုံးနိုင်တာမဟုတ်ဘဲနဲ့သူ့သဘောဝတိုင်းသူဖြစ်တာကိုငါဖြစ်တယ်လို့ထင်တာကွာဒါအထင်မာနလို့ခေါ်တယ်ပေါ့နော်ထင်မာနလို့ထင်တယ်အဲ့ဒါကိုရှုဝေဒနာသင်္ကြန်သင်္ခါရတို့ရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုကြည့်မယ်လို့ဆိုလို့ရှိရင်ဝိပဿနာဉာဏ်နဲ့ရှုတဲ့အခါမှာမမြဲတဲ့အရာသည်နေတံမမဒါငါဟာလည်းမဟုတ်ဘူးရဲ့ဖြစ်မှုလည်းမဟုတ်ဘူးငါပိုင်ဆိုင်တဲ့အတ္တလည်းမဟုတ်ဘူးငါဆိုတဲ့အတ္တလည်းမဟုတ်ဘူးလို့အဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်ဒါဝိပဿနာဉာဏ်မြင်တယ်လို့ဒီလိုပြောတာဝိပဿနာဉာဏ်နဲ့မြင်လိုက်လို့ရှိရင်
ဝိပဿနာဉာဏ်မြင်တဲ့အိဋ္ဌဒုက္ခအနတ္တမြင်လိုက်တာနဲ့တဏှာကိုညှင်းဆိုတယ်တဏှာအမြင်ကိုညှင်းဆိုလိုက်တယ်မာနအမြင်ကိုညှင်းဆိုလိုက်တယ်ထိဋ္ဌိရဲ့အမြင်ကိုညှင်းဆိုလိုက်တယ်အဲ့ဒီညှင်းဆိုပြီးတော့ရှုမြင်သုံးသပ်နိုင်တဲ့ပညာကိုဝိပဿနာပညာလို့ခေါ်တာပဲနော်ဝိပဿနာပညာလို့ခေါ်တယ်အကယ်၍မြဲတဲ့ဟာကိုသို့မဟုတ်ချမ်းသာတဲ့ဟာကိုသို့မဟုတ်ကိုယ်လိုတိုင်းဖြစ်နေတဲ့အရာကိုငါဟာလို့ရှုတာတဘာဝကြသေးတယ်ငါဖြစ်တယ်လို့ဆိုရင်တဘာဝကြသေးတယ်ငါရဲ့အတ္တလို့ရှုဆိုင်ရင်တဘာဝကြသေးတယ်အခုကအမြဲလည်းမမြဲဘူးမမြဲစီမမြဲမှုတွေကနှိမ့်ဆက်ပြီးတော့နေတယ်ကိုယ်လိုတာလည်းမဖြစ်ဘူးအဲ့တော့ကိုယ်နဲ့ဘာမှပတ်သက်မှုမရှိတဲ့အရာကိုသွားပြီးတော့ငါဟာငါရဲ့ဖြစ်မှုငါရဲ့အတ္တလို့ဒီလိုသွားမြင်နေဆိုရင်ဒါမှားယွင်းတဲ့အယူဆအမြင်ဖြစ်တယ်ဆိုတာကိုရှင်းနေပြတဲ့သဘောပဲအဲ့တော့ဝိပဿနာရှုရမှာကတဏှာကိုညှင်းဆိုပြီးတော့ရှုရမယ်ရှုပ်ဟာရှုပ်တဘာဝများသာဖြစ်တယ်ငါဟာမဟုတ်ဘူးသူ့တဘာဝတိုင်းသူဖြစ်တာရုပ်ရဲ့ဖြစ်မှုသည်ရုပ်ရဲ့ဖြစ်မှုသာဖြစ်တယ်ငါဖြစ်မှုမဟုတ်ဘူးမာနကိုညှင်းဆိုရမယ်ရုပ်ဟာငါဖြစ်ချင်နိုင်ဖြစ်တဲ့ငါရဲ့အတ္တသို့မဟုတ်ငါဆိုတာမဟုတ်ဘူးအနတ္တများသာဖြစ်တယ်လို့ညှင်းဆိုရမှာဖြစ်တယ်နမေသောအတ္တငါရဲ့အတ္တမဟုတ်ဘူးလို့အဲ့ဒီလိုညှင်းဆိုပြီးတော့မြင်တဲ့ပညာကိုဝိပဿနာပညာအဲ့ဒါနဲ့ပဲရှုမြင်သုံးသပ်ရမယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့ဒါလို့ရှုဝေဒနာတင်ညာသင်္ခါရရှုဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာမှန်ကန်တဲ့အမြင်နဲ့ရှုမှတ်လာပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရလဲငါမဟုတ်ဘူးလို့ရှုလာတယ်ငါမဟုတ်ဘူးလို့ရှုငါဖြစ်တာမဟုတ်ဘူးရုပ်ဖြစ်မှုသာဖြစ်တယ်ငါရဲ့အတ္တမဟုတ်ဘူးယုတ်တရားများသာဖြစ်တယ်လို့ဒီလိုမြင်လာလို့ရှိရင်ဘယ်လိုအကျိုးတွေဖြစ်လာသလဲဆိုတော့ဧဝံပတ္တံတုဒ္ဒဝါအရိယတာဝကောအဲ့လိုရှုမြင်တဲ့တရားဓမ္မကိုသိတဲ့အရိယတာဝကဟာရူပတမိန်ပိနိဗ္ဗိန္ဒတိရှုပ်ပေါ်မှာလည်းညီငွေလာတယ်ညီငွေတယ်ဆိုတာတွေ့တာမှုသာယာစရာရှာမတွေ့တာကိုပြောတာသာယာစရာကိုရှာမတွေ့ဘူးနိဗ္ဗိန္ဒတိသာယာမှုကိုရှာမတွေ့ဘူးဝေဒနာယပိနိဗ္ဗိန္ဒတိစိတ်ခံစားချက်တွေပေါ်မှာလည်းသာယာစရာရှာမတွေ့ဘူးနော်မမြဲဘူးဒုက္ခဖြစ်နေတယ်ကိုယ့်ရဲ့အတ္တမဟုတ်ဘူးဆိုတဲ့ဟာတွေပေါ်မှာငါဟာဆိုတာလည်းမတွေ့တော့အဲ့ဒါအာယမှုကိုရှာမတွေ့ဘူးလို့ပြောအဲ့ပေါ်မှာစိတ်ပြက်လာတယ်ညှိငွေ့လာတယ်တင်ညာယပိနိဗ္ဗိန္ဒတိမသိတဲ့တင်ညာပေါ်မှာလည်းပဲညှိငွေ့လာတယ်သင်္ခါရိတုပိနိဗ္ဗိန္ဒတိသင်္ခါရတရားတွေပေါ်မှာလည်းပဲညှိငွေ့လာတယ်ဝိညာဏသမိပိနိဗ္ဗိန္ဒတိစိတ်ဆိုတဲ့သဘာဝတရားပေါ်မှာလည်းညှိငွေ့လာတယ်သာယာမှုတွေ့တာမှုတွေကင်းပြတ်လာတယ်လို့သူတို့ပြောတာနော်ညှိငွေ့လာတယ်ဆိုရှင်းဆရာမတွေ့တော့လူချင်းစရာလည်းမတွေ့တော့သဘာဝတရားတသက်များသာရှုမြင်ပြီးတော့အဲ့ဒီအနေအထားမျိုးကိုရောက်လာတယ်ဆိုအဲ့ဒီလိုညှိငွေ့လာတယ်ဆိုတဲ့ဟာကိုမြတ်စွာဘုရားကစကားလုံးတစ်လုံးနဲ့ပြောတာနိဗ္ဗိန္ဒတိညှိငွေ့တယ်ဆိုတာဘာတွေကိုပြောတာတုံးဆိုဝိပဿနာဉာဏ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူကဘယဉာဏ်အာဒီနဝဉာဏ်နေဗိဒဉာဏ်မုံစိတုကမြတဉာဏ်ပဋိသင်္ခာဉာဏ်သင်္ခါရုပ္ပခဉာဏ်အဲ့ဒီဉာဏ်၅မျိုးကိုခြုံပြောလိုက်တဲ့စကားပဲနော်နေဗိဒဉာဏ်တစ်ခုတည်းမဟုတ်ဘူးအလုံးကိုခြုံပြောလိုက်တယ်နောက်ဆုံးအမြင့်ဆုံးကတော့သင်္ခါရုပ္ပခဉာဏ်အဲ့သင်္ခါရုပ္ပခဉာဏ်တီအောင်ဝိပဿနာဉာဏ်ဆင့်ကရုပ်ပေါ်မှာမြင်တဲ့အမြင်တွေဟာတဖြည်းဖြည်းချင်းပြောင်းလဲလာတာပထမစမြင်တာကမမြဲဘူးလို့မြင်တယ်
ဖြစ်တယ်ပြတ်တယ်ကိုမြင်တယ်ထို့နောက်အပြက်ကိုပဲမြင်တယ်အပြက်ကြီးပဲမြင်လို့ရှိရင်ပင်ကညာလို့ခေါ်တယ်အပြက်ထားတွေကြီးပဲမြင်လာတဲ့အခါကြောက်စရာကောင်းတယ်လို့ကြောက်ဖို့ကောင်းတယ်လို့ရှုတရားနန္တရားတွေဟာကြောက်ဖို့ကောင်းတယ်အများအားပြက်နေတဲ့အရာကြီးပဲဆိုမြင်လာတာကြတော့ဘယညာအန္တရာယ်ရှိလိုက်တယ်ပြက်နေတဲ့အရာတစ်ခုဟာအန္တရာယ်ရှိနေကိုယ့်အတွက်ဒုက္ခပေးတဲ့အရာဖြစ်လို့အာဒီနဝညာစိတ်ပြည့်ညီငွေ့စရာဖြစ်လို့နေဗိဒညာစိတ်ပြည့်ညီငွေ့လာပြီဆိုတဲ့အခါသူကမလိုချင်တော့ဘူးလွတ်ချင်လာပြီလွတ်လိုက်ချင်ပြီလွတ်လိုက်ချင်ပြီလက်လွတ်ချင်ပြီသို့မဟုတ်လွတ်မြောက်ချင်ပြီမုတ်စီတိကမြတ်တာလွတ်ဖို့နိလန်းရှာလာတဲ့ပဋိသင်္ခါညာနိလန်းရှာလာတဲ့အခါမှာလွတ်ရလွတ်ကြောင်းကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ပြီးတော့ရှုတရားနန္တရားရဲ့သဘာဝဟာဒီလိုပဲလို့သိတဲ့အခါမှာစေးလေရှုလာနိုင်တာကြတော့သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ထိအောင်ဒီကပြောလိုက်တာသင်္ခါရုပ္ပခဉာဏ်ဟာလည်းပဲအစနဲ့ရှင်းချက်မှုဆိုတာကွာသေးတယ်ပထမဆုံးစဖြစ်တဲ့သင်္ခါရုပ္ပခဉာဏ်ကအနုစာပေါ့သူကသင်္ခါရတွေပေါ်မှာချက်ချင်းမုံရင်မရှိတော့သဘာဝတရားအဖြစ်ရှုမြင်သွားနိုင်တယ်အဲ့ဒီအနေတဖြည်းဖြည်းရင်းတန်လာတဲ့အခါကျတော့သင်္ခါရတရားတွေကထွက်ခွာဖို့နိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့စိတ်ဖြစ်ပေါ်ဖို့အတွက်နောက်ဆုံးသင်္ခါရုပ္ပကဉာဏ်ကိုဝဋ္ဌာဏခာမိနိဝိပဿနာလို့ခေါ်တယ်နော်ဝဋ္ဌာဏခာမိနိဝဋ္ဌာဏဆိုတာသင်္ခါရတွေကနေထွက်သွားတဲ့ဘက်ကိုပို့ပြီးတဲ့ဝိပဿနာဉာဏ်ဝဋ္ဌာဏခာမိနိဝဋ္ဌာဏဆိုတဲ့ message ရောက်အောင်ပို့ပေးတဲ့ဝိပဿနာအဲ့တော့ message ဆိုတာအထောက်ရတာမဟုတ်ဘူးဝိပဿနာကပို့ပေးတာသူကအတိတ်မင်းပဲဝိပဿနာဉာဏ်ရလာလို့ရှင်အဲ့ဒီဝိပဿနာဉာဏ်ကသင်္ခါရတွေကလွန်မြောက်ပြီးတော့နိဗ္ဗာန်ကိုသိမြင်နိုင်တဲ့ message ထိအောင်သူကပို့ဆောင်ပေးလိုက်တယ်ဒီနေရာမှာဒီသုတ်တံမှာအဲ့ဒီ message ကိုပို့ဆောင်ပေးနိုင်တဲ့အဆင့်အမြင့်ဆုံးဝိပဿနာဥဋ္ဌာဏကဝိနိဝိပဿနာကိုပဲနေဗိဒာဆိုတဲ့အမည်သုံးလိုက်တာနိဗ္ဗိဒံဝိရစ္စတိညီငွေပြီဆိုလို့ရှိရင်တွေ့တာမှုကင်းသွားတယ်ညီငွေတယ်ဆိုတာအဆင့်အမြင့်ဆုံးသည်ဥဋ္ဌာဏကဝိနိဝိပဿနာပဲအဲ့တော့ဥဋ္ဌာဏကဝိနိဝိပဿနာဆိုတာဘယ်ဟာခေါ်တာတော့ဆိုရင်သင်္ခါရုပ္ပခဉာဏ်မှာပဲသင်္ခါရုပ္ပခဉာဏ်ရဲ့အထွတ်ထိပ်ကိုယာတိခပတ္တသင်္ခါရုပ္ပခသာနုလောမဆိုတဲ့စကားရှိတယ်ပေါ့အထွတ်ထိပ်ရောက်သွားတာအဲ့ဒီအထွတ်ထိပ်ကိုရောက်သွားတဲ့သင်္ခါရုပ္ပခဉာဏ်ဝဋ္ဌာဏကမိနိလို့ခေါ်တယ်နေပိတာဒီမှာတခြားပါဠိတွေမှာတော့နိဗ္ဗိဒံဝိရစ္စတိလို့ရှိတယ်ဒီသုတ်တံမှာတော့နေပိတာဝိရစ္စတိနေပိတာညီငွေသည်ဖြစ်၍ဝိရစ္စတိတတ်မဲ့ခြင်းကဲသွားတယ်တပည့်ကတော့နှစ်ခုတူတူပါနိဗ္ဗိဒံညီငွေသည်ဖြစ်၍နေပိတာညီငွေသည်ဟုတ်တော်ဟာဖြစ်၍ဝိရစ္စတိတတ်မဲ့ခြင်းကဲသွားတယ်အဲ့တော့ဆိုလိုတာဥဒ္ဒနာကဝိနိဝိပဿနာပြီးရင်ဝိရစ္စတိတွေ့တာမှုတွေကင်းပြတ်သွားတယ်ဆိုတော့ message ပေါ်တာကိုပြောတာအဲ့ဒီစခန်းလေးကိုပြောတာဥဒ္ဒနာဂမိနိဝိပဿနာရဲ့နောက်ဟာအဲ့တော့ဥဒ္ဒနာဂမိနိဝိပဿနာကိုဝိထိစဉ်နဲ့ပြောတဲ့အခါကျတော့ဘယ်လိုပြောတော့ဆိုနောက်ဆုံးဖြစ်တဲ့ဥဒ္ဒနာဂမိနိဝိပဿနာကပရိကံဥပ္ပစာအနုလုံဆိုပြီးတော့ထစ်လို့လာတာသူကဒါလည်းအဲ့ဒီဥဒ္ဒနာဂမိနိဝိပဿနာပဲပရိကံဥပ္ပစာအနုလုံပရိကံဆိုတာကျွတ်တင်ပြည့်စုံမှုလေးဥပ္ပစာဆိုတာသူနဲ့ကပ်ပြီးတော့ဖြစ်တယ်အနုလုံဆိုတာရှင်းနောက်ဆန့်ကျင်မှုမရှိတဲ့စိတ်အနေထားအနုလုံပြီးတဲ့အခါမှာနိဗ္ဗာန်ကိုစတင်မြင်တဲ့ကုတ္တရပုဆိုတာဖြစ်တယ်
အဲ့ဒီဇောတွေဖြစ်ပြီးဂုတ္တရဘူးဖြစ်လိုက်တာနဲ့ဂုတ္တရဘူးလည်းပြီးရောဝိရစတိဆိုတဲ့ message ဖြစ်တော့တာပဲဂုတ္တရဘူးနောက်မှာ message ဖြစ်တယ်အဲ့ဒီအကူလေးကိုပြတာဒီမှာနိဗ္ဗိန္ဒံဝိရစတိဆိုတာနော်ဝိပဿနာဉာဏ်ထွတ်တဲ့ရောက်တော့လို့ရှိရင်တွေ့တာမှုတွေကင်းပြတ်သွားတယ် message ပေါ်ဝိရာဂဝိမုစ္စတိဆိုရင်တွေ့တာမှုတွေကင်းပြတ်သွားတဲ့ message ပေါ်ပြီးရင်ဖို့စိတ်ပေါ်တယ်ဆိုပြတယ်အဲ့တော့နောက်ဆုံးဆင်ဆိုရင်အရတ္တမနဲ့အရတ္တဖို့ပေါ့အရတ္တမစိတ်ဖြစ်ပြီးရင်အရတ္တဖို့စိတ်ဖြစ်တယ်ရှေ့ပိုင်းဆိုရင်သောတပတ္တိမက်ဖြစ်ပြီးသောတပတ္တိဖို့သဂရဂမိမက်ဖြစ်ပြီးသဂရဂမိဖို့အနာဂမိမက်ဖြစ်ပြီးရင်အနာဂမိဖို့ဒါလေးဒီထဲမှာအဆင့်မြင့်ဆုံးကိုပြောလိုက်တဲ့အခါကျတော့အရတ္တမက်အရတ္တဖို့သူ၄ဆင့်ရှိတာ၄ဆင့်ရှိတာဒီပုံစံအတိုင်းပဲသွားတာကိရိတာပယ်ရာသာကွာခြားသွားတာပေါ့နော်မဲ့ရဲ့စွမ်းအားခြင်းမတူလို့အဲ့တော့ဒီမှာနေပိထာနေပိန္ဒံဝိရစတိဝိရာဂဝိမုစ္စတိရတ္တမရပြီးရတ္တဖို့ဆိုင်သွားတယ်အဲ့တော့ယန္နာဖြစ်သွားတယ်ပေါ့ဖြစ်ပြီးတာနဲ့ဘာဖြစ်တော့ဆိုဝိမုဒ္ဒမိတိညာနာဟောတိလွတ်သွားရင်လွတ်သွားတယ်ဆိုတာသူသိတယ်သိလိုက်တယ်ဆိုလိုတာကလူတယောက်ဟာအဲ့ရကနိုးလိုက်တာနဲ့ဘာဖြစ်လဲအဲ့ရတယ်မှာအဲ့နေတော့အိမ်မက်ရင်အဲ့ဒီအိမ်မက်ကိုပြန်တွေးမိတာပဲအဲ့ဒါလိုပဲသူ့ရဲ့ထူးခြားတဲ့အသည့်တစ်ခုဖြစ်ပြီးတဲ့အခါထူးခြားတဲ့အသည့်တစ်ခုဆုံးသွားတာနဲ့တပြိုင်နက်ဘာဖြစ်လဲကိုယ့်ကိုဘာတွေးမိတယ်ဆိုတာပြန်စဉ်းစားတာပဲအဲ့ဒါကိုပစ္စောခဏညာလို့ခေါ်တယ်ကိုယ်မှာဘာဖြစ်သွားတယ်ဆိုတာပြန်ဆင်ခြင်သုံးသပ်တာပေါ့နော်အဲ့ဒီပစ္စောခဏညာကမက်ကိုဆင်ញင်တာရှိတယ်ဖိုးကိုဆင်ញင်တာရှိတယ်နိဗ္ဗာန်ကိုဆင်ញင်တာရှိတယ်အဲ့ဒီသုံးခုကမဖြစ်မနေဆင်ញင်တယ်ပယ်ရမယ်ပယ်ပြီးသားဖြစ်တဲ့ကိလေသာကိုဆင်ញင်တာဖြစ်တယ်မပယ်ရသေးတဲ့ကိလေသာကိုဆင်ញင်တာရှိတယ်ယန္နာကြတော့မပယ်ရသေးတဲ့ကိလေသာမရှိဘူးမက်ဆင်ញင်တာတဝိထိဖိုးဆင်ញင်တာတဝိထိနိဗ္ဗာန်ဆင်ញင်တာတဝိထိနော်ပယ်ပြီးသားကိလေသာတွေဆင်ញင်တာတဝိထိရတ္တမချာသတ္တပတိမဲ့သဂရဂမိမဲ့အနာဂမိမဲ့တို့ရဲ့နောက်မှာဖြစ်တဲ့သတ္တပတိဖို့သဂရဂမိဖို့အနာဂမိဖို့တို့ရဲ့နောက်မှာဖြစ်တဲ့ပစ္စောခဏဉာဏ်ကြတော့မက်ကိုဆင်ញင်တယ်ဖိုးကိုဆင်ញင်တယ်နိဗ္ဗာန်ကိုဆင်ញင်တယ်ပယ်ပြီးတဲ့ကိလေသာကိုဆင်ញင်တယ်မပယ်ရသေးတာကိုလည်းဆင်ញင်တယ်ငါးဝိထိငါးခုဖြစ်တယ်ဆင်ញင်စရာအချက်၅ချက်တို့ဆိုလို့လည်းပေါ့နော်အဲ့ဒီ၅ချက်ထဲမှာမဲ့ဖို့နိဗ္ဗာန်ဆိုတဲ့ဒီသုံးခုကတော့မဆင်ញင်တာလို့မရှိဘူးကိုဖြတ်တန်းတဲ့ကိစ္စကိုသိပယ်ပြီးမပယ်ရသေးတယ်ဆိုတာကြတော့ဖောဓုတ္တရှိမှသိနိုင်နော်ကျွတ်တင်ပြီးတော့သင်ထားတဲ့ပုဂ္ဂိုလ်မှသိတယ်ငါဘာပယ်လိုက်တယ်ဘာမပယ်ရသေးဘူးဆိုတာအဲ့ဒါကြတော့ပုဂ္ဂိုလ်တိုင်းမဆင်ញင်ဘူးတဲ့အဲ့နှစ်ခုကနော်ဘာလို့လဲဆို message ဖြစ်သွားတာဒါသိလိုက်တာဖို့စိတ်ဖြစ်သွားတာသိတာအဲ့ဒီ message ကဘာတွေကိုရှင်းထုတ်လိုက်တယ်ဆိုတာမသိသေးဘူးမသိဘူးသိတာက message ဖြစ်တာသိတယ်ဖို့စိတ်ဖြစ်လိုက်တာသိတယ်နိဗ္ဗာန်ကိုအောင်ပြုလိုက်တာသိတယ်ဒီသုံးခုကတော့တေချာပေါက်ကိုသိနော်တေချာပေါက်သိတယ်ဘယ်ကိလေသာတွေတော့ပါသွားပြီဘယ်ကိလေသာတွေကြံသေးတယ်ဆိုတာမသိဘူးလူတိုင်းမသိဘူးအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့သိမယ်ပေါ့ဒီလိုတော့กว่าတယ်အဲ့ဒါလေးကိုဒီမှာအတူလေးတင်ပြတာဝိမုဒ္ဒသမိန်ဝိမုဒ္ဒမိတိညာနာဟောတိအဲ့တော့လွတ်မြောက်သွားပြီဆိုရင်လွတ်မြောက်တယ်လို့အသိစိတ်ဖြစ်လာပါတယ်တဲ့ဒါကဒီယန္နာဖြစ်သွားပြီရတ္တမဲ့ရတ္တဖို့ရသွားပြီဆိုတာကိုအဆင့်ကိုပြလိုက်တာဟုတ်ပြီယန္နာဖြစ်သွားပြီဆိုတော့ဘယ်လိုအနေထားရှိတော့မြတ်စွာဘုရားကဒီဝိပဿနာကနေတက်သွားတဲ့ယန္နာအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်ဘယ်လိုခေါ်တော့ဆိုအယံဝစတိဘိက္ခုဥက္ခိတပလိခောနိဗ္ဗာန်ကိုမတွေ့နိုင်အောင်
ဒီတကားရွက်ကိုဂလန့်ထိုးပြီးတော့ပိတ်ထားတယ်ဘယ်သူကပိတ်ထားတာတော့ဆိုအဝိဇ္ဇာပိတ်တာဂလန့်ကြီးချထားတယ်ပေါ့နော်ပလိကဆိုတာဂလန့်ပဲမင်းတို့ကြီးလို့လဲဟိုတယ်မင်းတို့လို့လဲခေါ်တယ်တကားကြီးလို့လဲခေါ်တယ်သူကတကားကိုပိတ်ပြီးတော့ဂလန့်ချပေးထားတာနော်တကားကိုပိတ်ထားတယ်ယဟနာပုဂ္ဂိုလ်ဖြစ်လို့ရှိရင်အဲ့ဒီတကားကိုပိတ်ထားတဲ့ဂလန့်ကြီးပဲခေါ်မင်းတို့ပဲခေါ်တကားကြီးပဲခေါ်အဲ့ဒါကြီးဖယ်ပလိုက်ပြီတကားပွင့်သွားပြီလို့ဆိုလို့တယ်နော်တကားကိုကန့်လန့်ဖြတ်ပြီးပိတ်ထားတဲ့အရာတစ်ခုဖယ်နှုတ်လိုက်တယ်ဒါဖြင့်နိဗ္ဗာန်တကားကိုဘယ်သူကပိတ်ထားတာတော့ဆိုအဝိဇ္ဇာဟာရှေ့ဆက်သွားလို့မရအောင်တကားပိတ်ပြီးတော့ဂလန့်ချထားတာ ਨੇ တူတယ်ပေါ့အဲ့ဒီဂလန့်ကိုတော့ယဟနာဖြစ်ရင်ဖြုတ်နိုင်ပြီလို့ပြောတာဖြုတ်လိုက်ပြီလို့ပြောတာအဲ့ဒါကိုပါဠိစာပေကြတော့ဥက္ခိတပလိခောယဟနာပုဂ္ဂိုလ်ကိုဥက္ခိတပလိခောတကားချီမင်းတို့သို့မဟုတ်ဂလန့်ကြီးကိုဖြုတ်ပြီးသူဆိုတဲ့အဓိပ္ပာယ်ရတယ်အဝိဇ္ဇာတည်းဟူသောဂလန့်ကြီးကိုဖြုတ်လိုက်ပြီတကားမှာပိတ်ဆို့မရှိတော့ဘူးဖွင့်နေတိုင်းဖွင့်လို့ရသွားပြီနိဗ္ဗာန်တကားကိုဖွင့်လို့ရသွားပြီဖွင့်ပြီးဖြစ်သွားပြီလို့ပြောတယ်နောက်တစ်ခုကျတော့ပါဟောတံကိဏပရိခောတံကိဏပရိခောဆိုတာတံကိဏဆိုတာဖြည့်ဆည်းပြီးတဲ့ပရိခောပတ်လေကာယံထားတဲ့အရာဖြည့်ဆည်းပလိုက်ပြီအဲ့ဒါဘာကိုပြောတာတော့ဆိုခုနကတကားကြည့်မင်းတို့ဆိုတာအဝိဇ္ဇာကိုပြောတာနော်အဝိဇ္ဇာကိုဖယ်လိုက်တာကိုတကားကြည့်မင်းတို့ကလန့်ကိုဖြုတ်လိုက်တာတံကိဏပရိခောဆိုတာဘာကိုပြောတာမျိုးတွေဘာတွေတီးတဲ့အခါမှာဒီပတ်လေကျုံးဆိုတာခံထားရတယ်အဲ့ဒီကျုံးပတ်လေထားတယ်လို့ပဲတန်တရားဆိုတာတဘဝပြီးတဘဝလဲနေတာဘယ်သူကလဲစေတာတော့ဆိုကံတရားကလဲစေတာအဲ့တော့ဒီမှာတံကိဏပရိခောလဲပတ်နေတဲ့အရာကိုဖြတ်ပလိုက်ပြီတန်ကိဏဆိုတာဖြတ်စိပလိုက်ပြီဒါယာနိယဆက်ကြီးနဲ့လဲပတ်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာတော့ဘောနုပဝိကောဇာတိတန္တရောပဟိနောလို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဒီနေရာမှာပရိခောဆိုတာဘယ်သူကိုပြောတာတော့ဆိုရင်ဘဝတစ်ကိုဖန်တီးပေးတဲ့ကံတရားလို့ဒီလိုဆိုလို့တယ်ဒီမှာတဏှာကိုပြောတာမဟုတ်ဘူးဒီကြတော့ဇာတိတန္တရာဖြစ်ထားရဲ့လက်ပတ်ထားကိုဆောင်ကျင်းနေတာကံတရားပဲဖြစ်တယ်ဟိုဘဝပို့လိုက်ဒီဘဝပို့လိုက်ဟိုဟာဖြစ်လိုက်ဒါဖြစ်လိုက်နဲ့အကျိုးတရားတွေကိုဆက်လက်ပြီးတော့ထုတ်တယ်အဲ့တော့ဘဝတွေကိုဖြစ်စေတတ်ပြီးတော့လက်ပတ်ပြီးတော့ဖြစ်စေတတ်တဲ့ဇာတိတန္တရာလို့ဆိုရဲကမ္မပိသင်္ခါရပြုပြင်ပေးနေတတ်တဲ့ကံတရားကိုဖယ်ရှားလိုက်တယ်ဥက္ခိတပလိခောကအဝိဇ္ဇာမင်းတို့ကိုဖယ်လိုက်တာတံကိဏပရိခောဆိုတာလက်ပတ်နေတဲ့ကံတရားကိုဖယ်ရှားလိုက်တာလို့ပြောလိုက်တာအဲ့တော့ယဟန္တာဖြစ်ရင်အဝိဇ္ဇာလည်းပျောက်သွားပြီကံတရားအလုံးလည်းဖယ်ရှားလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲတန်တရားထဲမှာအကျဉ်းကြီးဖြစ်စေနိုင်တဲ့ကံကိုဖယ်ရှားလိုက်ပြီနောက်တစ်ခုကတော့အဘုံလေတိကောတယ်အဘုံလဆိုတာနှုတ်ပလိုက်တာဧတိကဆိုတာတကားတိုင်းမျိုးတွေမှာဒီဆင်းနေနဲ့ကော်ပြီးတော့မထုတ်နိုင်တော့အောင်တကားထိုက်လောက်တဲ့အခါမှာအနဲ့ကြီးတွေလောက်ရတယ်အနှုံးမို့ဆင်းကကျုံးလိုက်ရင်တကားလွင့်သွားတာရှေ့တော့ဒီဆင်းနေဖွင့်တာတွေမြို့ထဲဝင်ဖို့ကြတော့ဆင်းနေတိုက်ဖွင့်တာဟုတ်အဲ့ဒါကိုခံနိုင်အောင်တိုင်ဆိုင်တဲ့အခါမှာအနဲ့ကြီးဆိုင်ရတယ်ဆင်းဘလောက်အောင်းနေဒီတိုင်ကကျွတ်မတော့အဲ့ဒါကိုဧတိကလို့ခေါ်တယ်ဧတိကဆိုရဲအနဲ့ကြီးစိုက်ထားတဲ့မြို့တကားထိုင်ကြီးအဲ့ဒီမြို့တကားထိုင်ကြီးဆိုတာဘယ်သူတုံးဆိုဆွဲမြဲဖြစ်နေတာတန်တရားမှာတဏှာဟာမြစ်တာတွေ့ဆုံးပဲဒါကြောင့်မို့တဏှာကိုဖယ်လိုက်တာကိုတကားထိုင်ကြီးကိုနှုတ်ပလိုက်ပြီလို့ပြောတာတဏှာဆိုတဲ့တကားထိုင်ကြီးကခိုင်ခိုင်မာမာကြီးအမြင့်တွယ်နေတယ်အဲ့ဒီတကားထိုင်ကြီးကိုနှုတ်ပလိုက်ပြီယန္နာဖြစ်နိရကလောတဲ့နိရကလောဆိုတာနိအကလဆိုတာတကားရွက်မရှိတော့ခုနတုန်းကတ
တကားရွက်မှာဂလန့်တက်ထားတာကိုဖြုတ်လိုက်တယ်တကားရွက်ပါခုကဖြုတ်တကားရွက်မရှိတော့ဘူးဆိုတကားရွက်ကဘယ်သူကိုပြောတာတော့ဆိုတန်ရောစဉ်အထက်တန်ရောစဉ်5မျိုးထက်တန်ရောစဉ်5မျိုးကဘာတော့ဆိုရင်နော်ဘဝရာဂဥဒိစ္စဘဝရာဂဥဒိစ္စမာနနော်အဝိဇ္ဇာဘဝရူပရာဂအရူပရာဂလေတဏှာကိုနှစ်မျိုးခွက်လိုက်တယ်ရူပရာဂအရူပရာဂမာနအဝိဇ္ဇာနော်ဥဒိစ္စရူပရာဂအရူပရာဂဥဒိစ္စမာနအဝိဇ္ဇာအဲ့ဒီ5ခုကိုရတ္တမနဲ့မှာပယ်တာဖြစ်တယ်အဲ့ဒါကိုဩဒံပါကေယသံယောဇဉ်5ပါးလို့ခေါ်တယ်အထက်ပိုင်းအထက်ကိုဆွဲတင်တဲ့သံယောဇဉ်5ပါးရူပရာဂရူပဘုံ၌တွေ့တာသို့မဟုတ်ရူပဆံကိုတွေ့တာအရူပရာဂအရူပဘုံကိုအရူပဆံကိုတွေ့တာဥဒိစ္စစိတ်မတည်ငြိမ်တာမာနအထင်ရောက်တာအဝိဇ္ဇာအမှန်မသိတာအဲ့ဒီ5ခုကိုဒီနေရာမှာအခလလို့ပြောတာတကားရွက်ကြီးပဲအဲ့ဒီတကားရွက်ကြီးကိုလည်းဖယ်ပလိုက်တယ်ဩရမကေဥဒ္ဓံဘာကေသံယောဇဉ်5ပါးဆိုတဲ့တကားရွက်ကြီးကိုလည်းဖယ်ပလိုက်တယ်အဲ့ဒီနာမည်တွေနဲ့ယဟန္တာကိုမြတ်စွာဘုရားသတ်မှတ်တယ်နောက်အရိယောပဏ္ဏတသောပဏ္ဏဘာရောဝိတံယုတ်တော်အရိယောဆိုတာမြင့်မြတ်သွားပြီအမြင့်ဆုံးဖြစ်သွားပြီပဏ္ဏတသောဆိုတာအလံကိုဖြုတ်ပလိုက်ပြီဒါနည်းနည်းမျိုးနဲ့မျိုးတစ်မျိုးအထိပ္ပယ်မျိုးကိုဟောတာချမ်းသူရဲ့မျိုးဝင်ရောက်တိုက်တဲ့အခါမှာသူတို့လွှင့်ထားတဲ့အလံဖြုတ်ချပလိုက်အဲ့တော့သူတို့ကာယံထားတဲ့ကျုံးလည်းဖြစ်လိုက်တယ်တကားကိုလည်းဖြတ်လိုက်တယ်မင်းတို့ကိုလည်းဖြတ်လိုက်တယ်တကားရွက်တွေဖြုတ်ပဲပလိုက်တယ်နော်အလုံးတကားရွက်တွေအကုန်ဖြုတ်ပလိုက်တယ်ဆိုတော့မြို့ဟာလာဟန်လေးကြီးဖြစ်သွားတယ်မြို့တကားအကုန်ပွင့်သွားတဲ့အခါမှာသူတို့ရဲ့အထိတ်မှစိုက်ထားတဲ့အလံကိုနှုတ်ပစ်ကိုလံတင်မဲ့ပေါ့နော်ကိုသိမ့်မဲ့လိုက်ပြီဆိုတာကိုပြချင်လို့အဲ့ဒါကိုပဏ္ဏတသောအလံကိုချလိုက်ပြီမြန်မာပြည်လွတ်လပ်ရေးရတော့ကလည်းဗြိတိရှအလံကိုချပြီးဗမာအလံတင်တာပဲလေအဲ့ဒီစကားပဲပဏ္ဏတသောဆိုတာအလံချတာရှမ်းသူရဲ့အလံကိုချပလိုက်ပြီကိုအလံကိုတင်လိုက်တယ်ဆိုရှမ်းသူရဲ့အလံကိုချလိုက်ဒီနေရာမှာအလံဆိုတာမာနကိုပြောတာမာနကိုဖယ်လိုက်ပြီလို့ပြောတယ်ပဏ္ဏဘာရောတဲ့ဝန်တို့အမိုးကြီးတွေကိုလည်းချပလိုက်ပြီဝန်တို့အမိုးတွေကဉာဏ်နာဖြစ်သွားလို့ရှိရင်ဘာဝန်တို့တွေချတာတော့ဆိုကိရိတာဆိုတဲ့ဝန်တို့လည်းချပလိုက်တယ်ခန္ဓာဆိုတဲ့ဝန်တို့ကိုလည်းချပစ်တယ်ဟောကိရိတာခန္ဓာနော်ကံဆိုတဲ့ဝန်တို့ကိုလည်းချတယ်ကာမဂုဏ်ဆိုတဲ့ဝန်တို့ကိုလည်းချပလိုက်ပြီအဲ့ဒီဝန်တို့တွေအလုံးကိုဖယ်ရှားပလိုက်ပြီနော်အဲ့ဒါကိုပဏ္ဏဘာရချထားလိုက်ပြီဝန်တို့တွေဝိတံယုတ်တော်တဲ့လောကကြီးနဲ့မပတ်သက်တော့ဘူးလို့ဆိုလို့ပေါ့နော်အာယုန်တွေနဲ့ပတ်သက်ပြီးတွေ့တာမှုတွေမရှိတော့ဘူးအဲ့ဒါဘာကိုရည်ညွှန်းတာတော့ဆိုအတ္တမိမာနောပါနော်မာနကိုပယ်တဲ့အကြောင်းပြောအဲ့တော့ယဟန္တာပုဂ္ဂိုလ်ကိုသေယုတ်ဖို့တဲ့အခါမှာဒီနာကမြတ်စွာဘုရားခေါ်လိုက်တဲ့နာမည်တွေကယဟန္တာပုဂ္ဂိုလ်သည်မင်းတို့ကိုဖယ်ထားလို့ဥက္ခိတပလိကအဝိဇ္ဇာဆိုတဲ့မင်းတို့ကိုဖြုတ်ပစ်လို့ဥက္ခိတပလိကကျုံးနဲ့အလားတရတူတဲ့တမလွန်ဘဝကိုလှက်ပတ်ပြီးတော့ဖန်ဆင်းပေးနေတဲ့ကံတရားကိုဖယ်လိုက်သည့်အတွက်ကြောင့်ဖြစ်စီပြီးတဲ့ကျုံးရှိတယ်။နောက်တဏှာကိုဖယ်ရှားပြီးသည့်ဖြစ်တဲ့အတွက်ကြောင့်ခိုင်မာစွာစိုက်ထားတဲ့တကားတိုင်းကြီးကိုနှုတ်ပလိုက်ပြီ။နောက်ဥဒ္ဓဘာဂိယသံယောဇဉ်5ပါးကိုဖယ်တာဖြစ်သောကြောင့်တကားရွက်ဟူသမျှဖြုတ်ပယ်ပလိုက်ပြီ။မာနကိုချလိုက်တာဖြစ်သောကြောင့်ပဏ္ဏတသောယန္တုရဲ့အလံကိုချပလိုက်ပြီ။ဒီနာမည်တွေနဲ့မြတ်စွာဘုရားယဟန္တာပုဂ္ဂိုလ်ကိုခေါ်လိုက်တာဖြစ်တယ်ပေါ့နော်။အဲ့ဒီလိုအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ဧဝံဝိမု ക്ത စိတ်တံဘိက္ခုအဲ့ဒီအနေထားမျိုးရောက်တာ
အဝိဇ္ဇာလည်းမရှိတော့ဘူးကံတရားတွေလည်းကုန်ပြီတဏှာလည်းဖယ်လိုက်ပြီဉာဏ်နဲ့ကိလေသာတွေလည်းဖယ်လိုက်ပြီမာနဆိုတာလည်းမရှိတော့ဘူးဆိုကိလေသာတွေအလုံးကုန်သွားပြီဆိုတော့အလုံးကိလေသာတွေကလုံးဝလွတ်သွားတဲ့စိတ်ရှိတဲ့ယဟနာပုဂ္ဂိုလ်ကိုတဲ့တရားမင်းအပါဝင်နတ်တွေတို့ပြမာတွေတို့မနတ်အပါဝင်နတ်တွေတို့ဒီပုဂ္ဂိုလ်ဘာကိုအာယုံပြုတ်နေတယ်ဆိုတာလိုက်ရှာလို့မရတော့ဘူးဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်ကိုရောက်နေတယ်ဆိုတာလိုက်ရှာလို့မတွေ့တော့နိဗ္ဗာန်ကိုအာယုံပြုတ်နေရင်သူတို့နိဗ္ဗာန်ကိုရှာလို့မှမတွေ့တာရှာမတွေ့တော့ဘယ်ကိုအာယုံပြုတ်နေတယ်ဆိုတာရှာလို့မတွေ့တော့ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာပြိဋိဘံဆံသွားပြီဆိုလို့ရှိရင်လေဘယ်ကိုမိပြုတ်ပြီးတော့သူ့ဝိညာဉ်ဟာရှိနေတယ်လေလိုက်ရှာတာမတွေ့တော့နော်ယဟနာပုဂ္ဂိုလ်ကိုလည်းမတွေ့တော့အဲ့ဒါဒီခောဓိကမထေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားလေးတစ်ခုရှိခောဓိကဆိုတဲ့မထေကကျမ်းမာရေးမကောင်းရှာတရားထုတ်တယ်စံနေပါတွေရတယ်ဒါပေမဲ့ယဟနာမဖြစ်သေးဘူးတမာရီစွာအားတွေရဖို့ဒီတမာရီလုပ်ငန်းလေးလုပ်လိုက်တမပလေးဝင်စားလိုက်ရှော့ကြလိုက်တမပလေးဝင်စားလိုက်ရှော့ကြလိုက်ဖြစ်နေအဲ့တော့တခါတော့တမပဝင်စားလို့ရသွားပြီဆိုရင်ရှော့မကြခင်သူကသူစူးစိုက်လုပ်လိုက်တယ်နော်စူးစိုက်လုပ်လိုက်တယ်ဒါယဟနာမဖြစ်သေးလို့စူးစိုက်လုပ်တာပုရုဇဉ်စူးစိုက်လုပ်တဲ့အခါကျတော့သူကဝိပဿနာတရားကလည်းရင့်ကျက်ပြီးသားဆိုတော့အဲ့ဒီမှာစူးစိုက်လှုပ်လိုက်တဲ့အချိန်လေးမှာကြောက်စိတ်ကလေးဝင်သွားတယ်။သိရမှကိုစိုးရင်စိတ်ကလေးဝင်သွားတယ်။အဲ့ဒီအချိန်ကျမှသူ့ကိုယ်သူသိပြီးတော့ဝိပဿနာတရားကိုဆက်ပြီးရှုလိုက်တာ။အသက်မထွက်ခင်လေးမှာယဟနာဖြစ်သွားတယ်။ယဟနာလည်းဖြစ်တယ်အသက်လည်းထွက်တယ်။အဲ့ဒီယဟနာမျိုးကိုဇီဝိတသမတိတိလို့ခေါ်တယ်။နော်သေဆုံးခြင်းနဲ့ယဟနာဖြစ်ခြင်းနဲ့သေဆုံးခြင်းဟာပြိုင်သွားတယ်။မြင်းနှကောင်ဟာခေါင်းချင်းပြိုင်ပြီးတော့ပြင်းပြိုင်ပွဲတွေမှာခေါင်းချင်းပြိုင်ပြီးတော့ဝိနာကိုတိတလို့ခေါ်တယ်နော်သမတိတဖြိုင်လူဝင်လာတယ်ပေါ့ဖြိုင်လူဝင်လာတကယ်ကတော့ယဟနာဖြစ်တာနည်းနည်းလေးရှိကြအောင်ပြီးတော့မသိတယ်တော့တာမန်လူတွေကြတော့မသိနိုင်ဘူးဒီကွဲပြားခြားနာမှုနှစ်ခုစလုံးပြိုင်နေဖြစ်တယ်လို့ပဲထင်တယ်နော်ယဟနာလည်းဖြစ်သေးလည်းသိဖြိုင်လူဖြစ်တယ်လို့ပဲထင်တယ်သို့တော့စက္ကန့်ပိုင်းกว่าသွားစက္ကန့်လေးလောက်กว่าသွားတယ်အဲ့ဒီกว่าတာကိုလူကမသိဘူးအဲ့ဒီဇီဝိတသမတိတိယဟနာဖြစ်သွားတဲ့အခါမနတ်ကြီးကဖယ်ရောက်သွားတယ်ဆိုလိုက်ရှာတာတော့ဝရှာမတွေ့အနတ်လိုက်ပြီးတော့ရှာတော့မြတ်စွာဘုရားအဲ့ဒီမှာလည်းပဲဒီလိုခေါ်တာဒီလိုဝိမု ക്ത စိတ်ဓာတ်လွတ်မြောက်သွားတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ဝိညာဉ်ဟာနော်အသိစိတ်ဟာဘယ်ရောက်နေတယ်ဆိုတာကိုရှာလို့မတွေ့နိုင်ဘူးတဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်မှာရောက်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့တရားအနေနဲ့မြတ်စွာဘုရားကယဟန္တာကိုတရားအနေနဲ့ဟောရမဟုတ်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရဲ့သာသနာတော်မှာယဟန္တာဖြစ်ပြီးတော့နောက်ဘဝမဖြစ်တော့ဘူးဆိုပုဂ္ဂိုလ်တွေဖြစ်တာပေါ့နော်နိဗ္ဗာန်ရောက်သွားပြီဆိုရင်နောက်ဘဝမဖြစ်တော့ဘူးအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားကိုဆွဆွဲကြတယ်ဝိနည်းကောသမနောကောရမောတတ္တဝါတွေပျက်စီးဆုံးရှုံးမှုထာဝရပျက်စီးတဲ့လမ်းကိုဟောတယ်လို့မြတ်စွာဘုရားကအဲ့လိုဆွဆွဲတယ်နိဗ္ဗာန်ဟာဆိုတော့တန်တရားထဲမှာကြည့်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကအပြည့်တတ်သွားတာလေအပြည့်တတ်သွားတော့တတ္တဝါတယောက်ယော့သွားတာပဲသူမဖြစ်တော့ဘူးဆိုရင်သူယော့သွားတာပဲလေအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားတတ္တဝါတွေရဲ့ကုံဆုံးမှုပျက်စီးမှုကိုတီထွင်တဲ့ပုဂ္ဂိုလ်ဖြစ်ဝိုင်းပြီးတော့ရှုတ်ချကြတယ်ဝိနည်းကောသမနောကောရမောတတောတတ္တတဥစ္စေတံဝိနတံဝိဘဝံပညာပေတိနိဗ္ဗာန်ရောက်သွားတယ်ဆိုတာမဖြစ်တော့ဘူးလို့ဆိုတဲ့အခါမှာတတ္တဝါတွေကိုပျက်စီးတဲ့လမ်းကိုပို့လိုက်တယ်ပေါ့နောက်ထပ်မှဘယ်တော့မှပြန်မလာတဲ့လမ်းကိုပို့လိုက်တယ်ပေါ့
ဒါကြောင့်မို့တရားဝါတွေကိုဖြည့်ဆည်းသူဆိုပြီးတော့မြတ်စွာဘုရားကိုအဲ့လိုဆွဆွဲကြတယ်အဲ့တော့မြတ်စွာဘုရားကဘာနဲ့ပြန်ပြီးတော့တုံ့ပြန်တော့လို့ဆိုလို့ရှိရင်ငါကငကိုယ်တုံးကလေးကတရားဝါမရှိဘူးလို့ပြောထားတာတဲ့ရှုံးတဲ့နာမဲ့ရှိတယ်လို့ပြောထားတာတဲ့နောက်တစ်ခုတုံ့ပြန်တာတော့ငါဟာနှစ်ခုပဲရှိတယ်လို့ပြောတာပါတော့ဒုက္ခနဲ့ဒုက္ခនិရောဓအဲ့မှာဘုရားတုံ့ပြန်မှာပုပ္ပိနော်ပုပ္ပိသဟံဣတရဟိသဒုက္ခံစေဝပညာပေမိဒုက္ခသစ္စာនិရောဓတရားဝါဆိုတာငါအစတည်းမပြောခဲ့ဘူးတဲ့မပြောခဲ့သည့်အတွက်ကြောင့်တရားဝါတွေပျက်စီးအောင်လုပ်တယ်ဆိုတာငါ့ကိုဆွဆွဲလို့မရဘူးပေါ့အစတည်းကတရားဝါဆိုတာမရှိဘူးယုံနာပဲရှိတယ်မြတ်စွာဘုရားသုံးတဲ့စကားလုံးဆိုရင်တကယ်ရှိတာဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုပဲရှိတယ်ဒုက္ခအဆုံးသတ်သွားတာပဲဖြစ်တယ်တရားဝါသိတာမဟုတ်ဘူးအဲ့လိုတုံ့ပြန်တယ်မြတ်စွာဘုရားအဲ့လိုတုံ့ပြန်တော့ဒီယန္နာပုဂ္ဂိုလ်တစ်ပါးအနေနဲ့ပုဂ္ဂိုလ်ရှိတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်အနေနဲ့ကတော့ဟာဘယ်တော့မှပြန်မလာတဲ့မပြန်တဲ့လမ်းကိုပို့လိုက်ပြီလို့ပြောကြမှာပဲဒါထုံးစံပဲမပြန်တဲ့လမ်းပို့လိုက်ပြီဆိုတော့တရားဝါတွေနောက်ဆုံးမှအဆုံးသတ်သွားတဲ့ဘယ်တော့မှပြန်မလာတဲ့လမ်းကိုယဟန်တော်မှာပို့လိုက်တာပဲတို့ဆွဆွဲမှာပဲမြတ်စွာဘုရားမဟုတ်ဘူးငကိုယ်တည်းကတရားဝါမရှိဘူးငါပြောတာဒုက္ခပဲရှိတယ်လို့ပြောတာအဲ့ဒုက္ခအဆုံးသတ်အောင်လုပ်လိုက်တယ်နားလည်ဖို့တော့ခက်ကောင်းခက်လိမ့်မယ်တရားနော်ဒါကြောင့်မို့မြတ်စွာဘုရားတုံ့ပြန်တာငါစကြတဲ့ပြောခဲ့တဲ့အရင်တော့ကရောအခုရောဒုက္ခသာအရှိဒုက္ခនិရောဓသာအရှိတွယ်ဆက်ကြဟောတော့ကလည်းပဲဒုက္ခនិရောဓဒုက္ခသမုဒယဒုက္ခនិရောဓကပဋိပတိသစ္စာလေးပါပဲဟောတာလေအဲ့တော့တန်တရားမှာတကယ်ရှိနေတာဒုက္ခနဲ့ဒုက္ခនិရောဓပဲရှိတာနော်ဒုက္ခရှိနေတာဒုက္ခရှိနေခြင်းရဲ့အကြောင်းကြတော့သမုဒယလို့ခေါ်တာလေဒုက္ခនិရောဓဆိုတာရှိနေတယ်သူ့ရဲ့ရှိခြင်းအကြောင်းကမဂ္ဂသစ္စာဆိုပြီးဟောတာအဲ့တော့အကျိုးကိုပြောမယ်ဆိုရင်ဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုပဲရှိပဲဒုက္ခဆိုတာရှိတယ်ဒုက္ခនិရောဓဆိုတာရှိတယ်အခုငါကတရားဟောပြီးတရားကျင့်ပြီးတော့ဒီပုဂ္ဂိုလ်ဟာဘယ်ရောက်သွားတာတော့ပုဂ္ဂိုလ်ဆိုတာငါမပြောဘူးသူဟာဒုက္ခချုပ်ဆုံးသွားတယ်လို့ပဲပြောတယ်ဖြစ်နေတာကဒုက္ခချုပ်ဆုံးသွားတာဒုက္ခនិရောဓအဲ့တော့ငါကိုတရားဝါတွေရဲ့မပြန်လန်းကိုပို့တယ်လို့ငါ့ကိုပြောစရာအကြောင်းမရှိဘူးတဲ့ဘာလို့လဲဆိုတရားဝါဆိုတာအစရရှိကုန်မရှိဘူးငါအတိမမပြဘူးလို့ပြောတယ်အဲ့လိုတုံ့ပြန်တယ်မြတ်စွာဘုရားနော်အဲ့ဒီအနေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားယဟန်တွေကိုစိတ်နေသဘောထားရှင်းချက်ဖို့အတွက်ဘာဟောတော့ဆိုဒီလိုမြတ်စွာဘုရားကဒုက္ခတွေဆုံးသတ်ဖို့ဟောတဲ့အခါမှာအမြင်မကြည်လင်တဲ့ပုဂ္ဂိုလ်တွေကဆဲကြတယ်ရဟန်းဂေါရမဟာဒီလူမျိုးတုံအောင်လုပ်နေတာပဲတရားဝါတွေတုံအောင်လုပ်တာပဲဆဲကြတယ်အဲ့ဒီလိုဆဲတဲ့အခါမှာတဲ့ငါသူတို့ပေါ်မှာဒေါသထွက်တာမရှိပါဘူးမရှိဘူးတဲ့အဲ့တချို့ကလည်းသဘောကျပြီးတော့ငါ့ကိုကျင့်တတ်ပြီးတော့ပူဇော်ကြတယ်ကျင့်တတ်ကြတယ်ဆိုအဲ့ဒီလိုပူဇော်ကြသည့်အတွက်ကြောင့်လဲငါမှကျင့်တတ်ဝမ်းသာတာဆိုတာမရှိဘူးတဲ့ဆဲတော့လဲစိတ်မဆိုးဘူးနော်ချီးမွမ်းရင်လဲဝမ်းမသာဘူးလို့ဆိုလို့စိတ်ဓာတ်တည်ငြိမ်မှုကိုပြောတာနော်လူတွေကြတော့ဆဲရင်တစ်မျိုးခံစားရတယ်ချီးမွမ်းလို့ရှိရင်စိတ်ကတစ်မျိုးခံစားအဲ့ဒါတုံ့လှုပ်မှုလို့ခေါ်တယ်မြတ်စွာဘုရားငါဆဲလဲပဲဒေါသမဖြစ်ဘူးတဲ့ငါကိုတယုတသိနဲ့ချီးမွမ်းရင်လည်းကဝမ်းမသာဘူးတဲ့ဒါဖြင့်ဝမ်းမသာဘူးဆိုတော့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ငါအရင်တော့ကတည်းကသိပြီးသားတဲ့ဒီခန္ဓာ၅ပါးကိုငါဟာဒီအကြောင်းတွေကြောင့်ဖြစ်တာဆိုတာကိုခန္ဓာ၅ပါးကိုငါပိုင်းခြားသိပြီးသားပဲတဲ့ငါကတော့ခန္ဓာပဲလို့သူများတွေကငါ့ကိုပြီးတော့ပူဇော်ကြတဲ့အခါမှာငါသိထားတဲ့ခန္ဓာကိုပဲသူတို့ပူဇော်ကြတာလို့မြတ်စွာဘုရားအဲ့လိုငါခန္ဓာလို့မပြောတရားဓမ္မကိုပဲပူဇော်ကြတာလို့စိတ်ထဲမှာဒီလိုပဲသဘောထားတယ်တဲ့ငါအရင်တော့သိထားတဲ့အတိုင်းဆိုလိုတာက
မြတ်စွာဘုရားကဒီလူတွေဟာငါ့ကိုပူဇော်ကြတယ်လို့ငါကလည်းသူတို့ပူဇော်တာတွေလက်ခံရတယ်လို့ဒီစိတ်ထဲမှာမရှိကိုမရှိငါဆိုတာတွေးကိုမတွေးတော့ခန္ဓာပဲရှိတယ်ခန္ဓာကပဲသုံးဆောင်တယ်ငါဆိုတာမရှိတော့ဖြုတ်လိုက်ပြီအဲ့ဒီလိုမြတ်စွာဘုရားရဲ့တုံ့ပြန်မှုဖော်ပြတယ်အဲ့ဒါပြီးတဲ့အခါကျတော့မြတ်စွာဘုရားအားဆက်ဟောလို့ဆိုဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့မမြဲတဲ့သဘောကိုဆက်ပြီးတော့ဟောပြတယ်လောကလူတွေဟာကိုယ်ခန္ဓာကိုအပေါ်မှာတွေ့တာကြသလိုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းတွေ့တာကြတယ်အဲ့ဒါကိုမြတ်စွာဘုရားယန္နတုံမကံတံပစေထတံဝောပိနံဟိတယဒုက္ခယဓိကရတံဟိတယဒုက္ခယဝိသတိမင်းတို့အပိုင်မဟုတ်တဲ့ခန္ဓာ၅ပါးကိုစွန့်လိုက်ကြအဲ့ဒီစွန့်ခြင်းဟာမင်းတို့အတွက်ချမ်းသာဒုက္ခရဖို့ဖြစ်တယ်အဲ့တော့ကိုယ်ဟာမှမဟုတ်တာစွန့်ထားလိုက်ကြလက်လွတ်ထားလိုက်ကြအဲ့တော့စွန့်ဆိုတာရှုခန္ဓာကြီးကိုစွန့်ပြရမှာလားလို့ဆိုအဲ့ဒါပြောတာမဟုတ်တွေ့တာမနေနဲ့လို့ပြောတာတဏှာကိုစွန့်ခိုင်းတာပေါ့တဏှာကိုစွန့်ခိုင်းလိုက်တာရှုဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဘဝပေါ်မှာတွဲမနေနဲ့တဲ့ကိုယ်ဟာမောသိတဲ့ကြောင့်လွတ်ထားလိုက်ကြဆိုပြီးတော့မင်းတို့ပိုင်ဆိုင်တဲ့အရာမဟုတ်ဘူးဆိုတာဘာကိုပြောတာတော့ရုပ်ဝေဒနာတင်ညာသင်္ခါရကိုပြောတာတဲ့ဆိုပြီးတော့ဥပမာပေးတယ်စေတဝန်ကျောင်းမှာရှိတဲ့စေတဝန်စေတမင်းသားရဲ့ဥယျာဉ်တော်ကြီးထဲမှာပေါက်နေတဲ့မြက်တွေသစ်ပင်တွေကိုဘယ်လိုသဘောထားလဲအဲ့ဒီမြက်တွေသစ်ပင်တွေကိုနှုတ်တယ်ခုတ်တယ်ဆိုလို့ရှိရင်ငါ့ကိုနှုတ်တယ်ငါ့ကိုခုတ်တယ်လို့မင်းတို့ခံစားရလားဆိုမခံစားရပါဘူးအဲ့တိုင်းပဲမှတ်ထားတဲ့ရုပ်တွေနာမ်တွေဝေဒနာတွေဆိုတာမင်းတို့နဲ့ဘာမှလည်းမဆိုင်ဘူးတဲ့သူ့သဘောဝတိုင်းသူဖြစ်နေတာအဲ့ဒီမင်းတို့တဏ္ဍမှာဖြစ်တဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေဟာစေရဥယျာဉ်ကြီးထဲမှာပေါက်တဲ့ပြက်တွေသစ်ပင်တွေနဲ့တူတူပဲလို့ဆိုပြီးတော့မြတ်စွာဘုရားဥပမာပေးတာအဲ့ဒီဟာလို့သဘောထားနိုင်ရမယ်လို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဟောလိုက်တယ်အဲ့ဒါလို့ဟောလိုက်တဲ့တရားဟာအပြည့်အစုံလုံးဝမရှိဘူးဒီတရားရဲ့ဂုဏ်ကြီးတွေကိုမြတ်စွာဘုရားပြောတဲ့အခါမှာဧဝံသွားခါတော်မယတမောဒီလောက်အဆင့်မြင့်တဲ့တရားစစ်မှန်တဲ့တရားကိုတဲ့ပေါ်ပေါ်လွင်လွင်ထင်ရှားရှားဟောထားတာအဲ့ဒီတရားမှာတဲ့အပြည့်အစုံဆိုတာတစ်ခုမှမရှိဘူးစိဏပိလောတိကောဆိုတဲ့စကားလုံးလေးကိုသုံးတယ်စိဏပိလောတိကောအပြည့်ပြောစရာမှာတစ်ခုမှမရှိဘူးအမိုက်တရားတစ်ခုမှမပါဘူးအနှစ်တည်းကြီးပဲငါဟောတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒီလိုတရားဓမ္မဟောလိုက်တဲ့အခါမှာဒီတရားကိုသိတဲ့ပုဂ္ဂိုလ်ဟာ6မျိုးပေါ်လာမယ်အဲ့6မျိုးကိုဆက်ဟောတယ်တရားကိုသိတဲ့ပုဂ္ဂိုလ်ဟာငါဟောထားတဲ့တရားအတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာတဲ့နံပါတ်1အဆင့်မြင့်ဆုံးကဘာလို့ဆိုရင်ခိနသောအာသောကုန်ပြီးတဲ့ပုဂ္ဂိုလ်ဝုတိတဝန္တမြတ်သောအကျင့်ကိုကျင့်သုံးပြီးတဲ့ပုဂ္ဂိုလ်ကတကရဏိယလှုပ်တဲ့လှုပ်တွေကိုလှုပ်ပြီးသားပုဂ္ဂိုလ်ဩဟိတပါရဝန်တို့မိုးတွေကိုခြားပြီးတဲ့ပုဂ္ဂိုလ်အနုပတ္တတတ္ထချစ်စဉ်တိုင်းကျင့်လာလို့နောက်ဆုံးအရဟတဖို့ဆိုတဲ့အကျိုးကိုရရှိသွားတဲ့ပုဂ္ဂိုလ်ပရိခိဏဘဝတန်ရောစနာဘဝတန်ရောစဉ်ကုန်ပြီးတဲ့ပုဂ္ဂိုလ်သမ္မာတညာဝိမု ക്ത ကောင်းစွာသိပြီးတော့ခိရိတာကနေစိတ်လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဒါယဟန္တာပုဂ္ဂိုလ်ကိုထပ်ပြီးတော့ဒီနည်းနဲ့သရုပ်ဖော်တာဗျာအဲ့တော့ဒီတရားကိုခုနကလိုဟောတဲ့ပြည့်စုံပြီးတော့အပြစ်ကင်းတဲ့တရားတိုင်လိုက်နာကျင့်သုံးတဲ့အခါမှာအဆင့်မြင့်ဆုံးပုဂ္ဂိုလ်သည်ယဟန္တာပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်အတွက်တော့တန်တရားဆိုတာမရှိတော့ဘူးလို့အပြည့်ညတ်တယ်သူ့မှာနောက်ထပ်တန်တရားဆိုတာမရှိဘူးယဟန္တာပုဂ္ဂိုလ်နောက်တစ်ခါအဲ့ဒီယဟန္တာပုဂ္ဂိုလ်လို့မဖြစ်ဘူးတချို့ပုဂ္ဂိုလ်တွေကြတော့ဩရမဂိယတန်ရောစဉ်၅ပါးလို့ခေါ်တဲ့ကာမရာဂတို့ကာမဂုဏ်နဲ့ပတ်သက်တဲ့တဏှာဖြာပါရဆိုတဲ့ဒေါသသီလပတ္တပရမတ္တဆိုတဲ့အကျင့်နဲ့ပတ်သက်တဲ့အမှားယွင်းတဲ့အမြင်ဝိသိကိစ္စကာမရာဂဖြာပါရကာမရာဂဖြာပါရတက္ကာယဒိဋ္ဌိ
ဝိသိကိစ္စသီလပတ္တပရမတ္ထအဲ့ဒီကိလေသာတွေကိုဖယ်ရှားပြီးတော့တဲ့ပုဂ္ဂိုလ်ကြတော့တဲ့ဩပပတ္တိကသိသွားရင်ပြမဖြစ်မယ်ဖြစ်ပြီးရင်အဲ့ဒီဘုံကနောက်ပြန်မလာတဲ့ပုဂ္ဂိုလ်အနာဂတ်ဖြစ်မယ်လို့သူဟောတယ်အဲ့ဒီအဆင့်ကအနာဂတ်ဖြစ်တဲ့အဆင့်နောက်တစ်ခါအဲ့ဒီတဆင့်နေသွားတဲ့ပုဂ္ဂိုလ်တွေကြတော့တန်ရောစဉ်၃ပါးကိုတန်ရောစဉ်၃ပါးဆိုတာတက္ကရာဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္ထအဲ့ဒီတန်ရောစဉ်၃ပါးကိုပယ်ပြီးတော့ရာဂဒေါသမောဟချော်ပါအောင်ကျင့်တဲ့ပုဂ္ဂိုလ်ကြတော့တက္ကရာကံဖြစ်မယ်လူပြေကိုတစ်ချိန်ပဲလာပြီးတော့ဘဝဆုံးသတ်မယ်နော်၃ဦးနောက်တစ်ခါ၄ဦးမြောက်ကြတော့တန်ရောစဉ်၃မျိုးကိုပယ်တယ်တက္ကရာဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္ထဆိုတဲ့တန်ရောစဉ်၃မျိုးပယ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့သောတာပန်လို့ခေါ်တယ်ဘယ်တော့မှအပင်ငရဲကိုမကြတော့ဘူးမဖို့နိဗ္ဗာန်ရဖို့အတွက်သိကြသွားပြီအဲ့ဒီပုဂ္ဂိုလ်ကနံပါတ်၄နံပါတ်5ကျတော့အဲ့ဒီသောတာပန်တဲ့ကပဲဓမ္မနုတာရီနဲ့တတ္တနုတာရီအဲ့ဒီနံပါတ်5မှာဓမ္မနုတာရီပုဂ္ဂိုလ်နဲ့တတ္တနုတာရီပုဂ္ဂိုလ်ဓမ္မနုတာရီပုဂ္ဂိုလ်ဆိုတာသောတာပန်ဖြစ်ဖို့ကျင့်တဲ့အခါမှာပညာကအဓိကဖြစ်တယ်အသိပညာကဥဆောင်နေပြီးတော့အသိပညာကနေပြီးတော့အရိယမေကိုပို့ဆောင်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကိုဓမ္မနုတာရီလို့ခေါ်တယ်ဒီနေရာမှာဓမ္မအနုတာရဓမ္မဆိုတာပညာကိုပဲပြောတာဒီနေရာမှာရိုးရိုးတရားကိုပြောတာမဟုတ်ဘူးဓမ္မအရာပညာသောတာပန်ဖြစ်ဖို့ကျင့်တဲ့အခါမှာပညာကဥဆောင်တယ်နော်ဝိပဿနာပညာကနေဥဆောင်ပြီးတော့အဲ့ဒီပညာရဲ့ဥဆောင်မှုနဲ့သောတာပတိမဲ့ကိုရပါတယ်သောတာပတိမဲ့ကိုရပြီးတော့ဖို့ရတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဒိဋ္ဌိပတ္တပုဂ္ဂိုလ်လို့ခေါ်တယ်ဓမ္မနုတာရီပုဂ္ဂိုလ်ကသောတာပန်ဖြစ်သွားရင်ဒိဋ္ဌိပတ္တဓမ္မနုတာရီဆိုတဲ့အခါကျတော့မက္ကထံပုဂ္ဂိုလ်ပဲကောက်ရတယ်သောတာပတိမက္ကထံပဲနော်မစိတ်အခဏလေးပဲအခိုက်အတန့်လေးတင်ခေါ်ထားတဲ့နာမည်ဒါဓမ္မနုတာရီဆိုအဲ့တော့ဓမ္မနုတာရီရဲ့အဓိပ္ပာယ်ကဉာဏနုတာရီလို့မှတ်ထားမှာအသိဉာဏ်ကဥဆောင်သွားတယ်သောတာပန်ဖြစ်ဖို့အတွက်နောက်တစ်ခါတတ္ထနုတာရီဆိုရှုံချမှုကဥဆောင်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကျတော့သောတာပန်ဖြစ်အောင်ကျင့်တဲ့အခါလေးပါတရားကဥဆောင်သွားတယ်သူကရှုံချမှုကဥဆောင်သွားပြီးတော့သောတာပတိမဲ့ကြသွားတယ်ဖို့ရောက်သွားတဲ့အခါကျတော့သူ့ကိုတတ္ထဝိမု ക്ത ပုဂ္ဂိုလ်လို့တရားနဲ့ပဲလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်မတူဘူးအဲ့ဒီအဓိပ္ပာယ်တွေကိုလည်းမှန်အောင်နားလည်ဖို့လိုတယ်ပေါ့တတ္တနုတာရီတချို့ကျတော့တတ္တနုတာရီဆိုတာတရားတရားလေးရှိတာနဲ့ပဲသောတာပန်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးအဲ့လိုပြောတာမဟုတ်ဘူးနော်တရားကဥဆောင်သွားတယ်ဥဆောင်တယ်လို့ပြောတာတရားတရားရှိုံပြောတာမဟုတ်ဘူးဒီဝိပဿနာဉာဏ်ကိုတရားနဲ့ဥဆောင်သွားတယ်လို့ဆိုလိုတယ်ပေါ့ဉာဏ်နဲ့ဉာဏ်နဲ့အကုန်ပါတာပဲတရားဥဆောင်သွားတယ်ဓမ္မနုတာရီကျတော့အသိဉာဏ်ကဥဆောင်သွားတယ်ဒါမဖြစ်တဲ့အခိုက်ကလေးကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားဖို့ရောက်သွားတဲ့အခါကျတော့အဲ့လိုဆိုလိုတာပေါ့ပညာဥဆောင်သွားတဲ့ပုဂ္ဂိုလ်ကြတော့သောတာပန်ဖြစ်ရင်ဒိဋ္ဌိပတ္တသောတာပန်လို့ခေါ်တယ်တတ္တနုတာရီနဲ့ဖြစ်ပြီးတော့မဲ့ကျသွားတဲ့ပုဂ္ဂိုလ်ကတတ္တနုတာရီလို့ခေါ်တော့လည်းပဲဖို့ရောက်သွားတဲ့အခါတတ္တဝိမု ക്ത သောတာပန်လို့ခေါ်တယ်သောတာပန်ဖြစ်တော့သောတာပန်အဲ့ဒီဒါနံပါတ်5မှာဖော်ပြတဲ့ဒီမြတ်စွာဘုရားဟောထားတဲ့တရားတော်မှာကျင့်ကြံကြုတ်ကိုအထုတ်လို့ဒီအဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တဲ့နောက်ဆုံးနံပါတ်6ကျတော့မြတ်စွာဘုရားပါဟောတော့ရေတံမယိတတ္တမတ္တံပေမမတ္တံသဗ္ဗေတိတက္ကပရာယနာ
ဘယ်သူပဲဖြစ်ဖြစ်ငါပေါ်မှာယုံကြည်မှုလေးမျက်နှာမှုလေးချစ်ခင်မျက်နှာမှုလေးကြည်ညိုလေးစားမှုလေးငါပေါ်မှာရှိတယ်ဆိုရင်အလုံးဟာကောင်းရတဲ့ဥဒိဘုံရောက်ကြမယ်ဒါလေးနဲ့ဆုံးသက်ထားတာနော်ငါပေါ်မှာယုံကြည်မှုတရားချစ်ခင်မျက်နှာမှုဆိုတာလေးရှိတာနဲ့ပဲအဲ့ဒီပုဂ္ဂိုလ်တွေဟာသက်ခပရယနာနတ်ပြည်ရောက်နိုင်တယ်အဲ့ဒါကိုထက္ကရာဆရာကတော့ဘာလို့ဆိုရင်အဲ့ဒီမြတ်စွာဘုရားပေါ်မှာတရားမတ္တယုံကြည်မှုတတ်ရှိတယ်ဆိုတာတဲ့တခြားပြောတာမဟုတ်ပါဘူးတဲ့ဝိပဿနာတရားအားထုတ်လာလို့တရားမြင်တဲ့အခါမှာဘုရားကိုပို့ကြည့်ညိုတယ်နော်တရားထုတ်တဲ့အခါတရားသိလာတဲ့အခါဘုရားကိုပို့ကြည့်ညိုတယ်အဲ့ဒီကြည်ညိုမှုကိုဆိုလိုတယ်လို့ဆိုသူကဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်တတ္တမတ္တပေမမတ္တလို့ယူတယ်ဝိပဿနာအာမထုတ်တဲ့ပုဂ္ဂိုလ်မပါဘူးအဲ့ထဲမှာဒါမို့ဝိပဿနာအာထုတ်တဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကိုယုံကြည်ကြတယ်ချစ်နှံ့ကြတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရည်စူးတယ်တဲ့ရှေးဆရာတော်တွေကဒီမြတ်စွာဘုရားပေါ်မှာယုံကြည်မှုဆုံးဖြတ်မှုရှိတဲ့ဝိပဿနာတရားအာထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုပဲသုလသောတပန်လို့ခေါ်ပါတယ်ဒါဝိသုဒ္ဓိမက်ကပြောတဲ့သုလသောတပန်မဟုတ်ဘူးတရားနော်အခုပြောတဲ့ဝိပဿနာတရားအထုတ်နေဆိုတော့ပြောမယ်ဆိုရင်ဝိသုဒ္ဓိမက်ကပြောတဲ့သုလသောတပန်ကညာတပရိညာအယရှုံဏကိုသိတယ်ရှုံဏရဲ့အကြောင်းတရားကိုသိတယ်နာမရူပပရိစ္ဆေရညာနဲ့ပစ္စယပရိကညာဒီညာနှစ်ခုရလို့ရှင်သုလသောတပန်လို့ပြောတယ်အဲ့ဒါနဲ့တော့မထူးခြားပါဘူးအဓိပ္ပာယ်ကြတော့နော်ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်လို့သဘာဝတရားတွေကိုသိပြီးတော့မြတ်စွာဘုရားပေါ်မှာကြည်ညိုမှုတွေရှိတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါနဲ့တထပ်သေးကြအောင်ရှေးဆရာတော်တွေကဒီပုဂ္ဂိုလ်လည်းပဲသုလသောတာပန်လို့သူတို့သတ်မှတ်တယ်တဲ့အဲ့တော့အလက္ခတုပမသုတ်တံကမြတ်စွာဘုရားကငါပေါ်မှာယုံကြည်မှုမျက်နှာမှုတသက်ရှိနေတဲ့ပုဂ္ဂိုလ်တွေမှန်သမျှနတ်ပြည်ကိုရောက်ကြမှာဖြစ်တယ်ဆိုတဲ့ဒီစကားနဲ့ပဲဒီသုတ်တံကိုဆုံးသတ်ထားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အလက္ခတုပမသုတ်တံမှာဟောကြားတဲ့အချက်လက်တွေအခြေခံတည်တာကတော့လွဲမှားတဲ့အယူဆတရားထိုလွဲမှားတဲ့အယူဆတရားဟာဘယ်လိုနည်းနဲ့ဖြောင်းမှန်အောင်လုပ်ရမယ်ဆိုတာတွေကိုပြည့်ပြည့်စုံစုံမြတ်စွာဘုရားဟောပြီးနောက်ဆုံးမှာဒီဝိပဿနာဉာဏ်ကျင့်စဉ်နဲ့ကျင့်ပြီးတော့ဘက်ဖို့နိဗ္ဗာန်ရသွားလို့ရှိရင်ဒါလွဲမှားမှုတွေအကုန်လုံးချုပ်ငြိမ်းသွားတယ်ဆိုတဲ့အတိတ်ပဲနဲ့ဒီသုတ်တံကိုရှင်ရိဋ္ဌရဲ့အယူလွဲမှားမှုကိုအကြောင်းပြုပြီးတော့ဟောကြားဆုံးမကြတာဖြစ်ပါတယ်ဟောကြားဆုံးမတဲ့သုတ်တံလာတဲ့အတိုင်းပဲမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ကိုလိုက်နာကျင့်သုံးမှုတဖြောင်းဒီသောလမ်းဟာတိလမ်းကြောင့်ပဲဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးကိုယ်တိုင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း